လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်း15ဘုရားဖြစ်သို့ရောက်ပြီးတဲ့နောက်ခုနှစ်မြောက်မှာမြတ်စွာဘုရားဟာကောသမိပြည်မှာဝါဆိုတယ်ဝါစဉ်နဲ့မှတ်သားပြီးတော့မြတ်စွာဘုရားရဲ့ဘဝကိုလေ့လာသုံးသပ်ပြီးကြီးညိုပူဇော်ကြရအောင်ကိုးဝါမြောက်ကောသမိပြည်မှာဝါဆိုဖို့ဆိုတဲ့အကြောင်းကျုံလာတာဟာမြတ်စွာဘုရားကိုယ်တိုင်ရွေးချယ်ပြီးဝါဆိုတာတော့မဟုတ်ဘူးကောသမိပြည်ဘာဖြစ်လို့ကိုးဝါမြောက်မှာကြွားရောက်ပြီးတော့ဝါဆိုဖို့စီစဉ်ရတယ်လေလို့ဆိုလို့ရှိရင်လွန်ခဲ့တဲ့မြတ်စွာဘုရားဒီ9 ဝါမြောက်နေထိုင်ပြီးတဲ့နောက်မှာတာဝရိန္ဒနတ်ပြည်ကနေဆင်းသက်လာပြီးအဲ့ဒီအချိန်နောက်ပိုင်းမှာမြတ်စွာဘုရားရဲ့ဂုဏ်သတင်းဟာတရှိန်တိုးတက်များပြားလာခဲ့တယ်ထိုခေတ်ဘာသာရေးကောင်းဆောင်တွေထဲမှာမြတ်စွာဘုရားအသက်အငယ်ဆုံးပဲဖြစ်တယ်ပုရဏကတ္တဗတို့မက္ခလိဂောသလတို့အစိတကေတကမ္မလာတို့ပကုဒ္ဒကိစ္ဆယနာနိဂန္ဓနာတဗုဒ္ဓသင်္ဆယဗေလထဗုဒ္ဓဆိုတဲ့နာမည်ကျော်ကြားထင်ရှားလာတဲ့ဘာသာတရားခေါင်းဆောင်ပုဂ္ဂိုလ်ကြီးတွေအသက်အရွယ်ကြီးရင်နေကြပြီဂေါတမဗုဒ္ဓကတော့အလွန်ငယ်နေသေးတယ်တက်တော်42 နှစ်ကျော်လေးပဲရှိတယ်ပေါ့အဲ့ဒီချိန်မှာမြတ်စွာဘုရားရဲ့ဂုဏ်သတင်းဟာအလွန်ကြီးမားလို့ဘယ်နေရာကြွမြတ်စွာဘုရားကိုကြီးညိုကြတဲ့ပုဂ္ဂိုလ်တွေဟာအလွန်များပြားပြီးတော့လာဂုဏ်သတင်းကအမတမကြီးတယ်သမနောခောရမောတကြကုပုတ္တောတကြကုလပပစ္စည်းတောတကြမျိုးနွယ်ကနေပြီးတော့လူလောကခေါ်ဆောင်ပြီးတော့ရဟန်းပေါင်းကူးပြောင်းလာတဲ့သမဏခောရမဟာလောကကြီးတစ်ခုလုံးလွှမ်းတက်ပြီးတော့ဂုဏ်သတင်းတွေအမြဲတမ်းကြော်စောတယ်ဟောပြောတဲ့တရားကလည်းအမြဲတမ်းထူးခြားတယ်မှန်ကန်တဲ့ကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ထူးခြားတဲ့အညီသွေးတစ်ခုကိုရတယ်အဲ့ဒီဂုဏ်သတင်းဟာအလွန်ကြီးတယ်ဘာဖြစ်လို့လဲဆိုတချို့ဘာသာတရားတွေကကျင့်စရာမလိုတဲ့ဘာသာတရားတွေဥပမာမဲ့ပုရဏကတ္တဗဖြန့်ဖြူးတဲ့အဂရိယဘာသာတရားဆိုတာဘာမှမလုံနဲ့လို့ဟောတာဘာမှမလုံနဲ့လုံလဲဘာမှမဖြစ်ဘူးလို့ပြောတဲ့ဘာသာအဂရိယဝါဒလုံလို့မရဘူးလို့ဆိုတာကုသိုလ်ဆိုတာမရှိဘူးကုသိုလ်လုပ်လို့လည်းမရဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်လုပ်ချင်လို့လည်းမရဘူးကုသိုလ်အကုသိုလ်မရှိသည့်အတွက်ကြောင့်ကုသိုလ်အကုသိုလ်လုပ်တော့လဲအကျိုးအပြစ်ဆိုတာမဖြစ်ဘူးလို့ဒီလိုဟောတော့သူ့ရဲ့ဝါဒအရာဘာမှလုပ်ရမလို့ခေါ်တော့မြတ်စွာဘုရားဟောတဲ့တရားတွေကြတော့ဒီလိုမဟုတ်ဘူးအကျိုးနဲ့အကြောင်းနဲ့ကျင့်ကြံကြိုးကုပ်အထုတ်ဖို့ဓမ္မစကြာတရားမှာဟောထားတဲ့အတိုင်းရှောင်ရမှနဲ့ဆောင်ရမှထိုကိကခိစားနေတဲ့မြတ်စွာဘုရားကအဲ့ဒီလမ်းစဉ်2 ရပ်ကိုရှောင်ရမယ်။ဘာလဲကာမချမ်းသာခံစားတဲ့လမ်းစဉ်ဒီလမ်းစဉ်ရှောင်ရမယ်။ဘာဖြစ်လဲလို့ဆိုဟိနောနိကောအနရိယောအနတ္ထတဟိတောဆိုစကားလုံးတွေနဲ့မြတ်စွာဘုရားရှင်းပြ
အကြောင်းမပြပဲရှောင်ခိုင်းတာမဟုတ်ဘူးအဓိကအကြောင်းကတော့ဘာလို့ဆိုရင်အနတ္ထတန်ဟိတောပဲကာမဂုဏ်ချမ်းသာခံစားနေလို့ရှိရင်ကောင်းကျိုးချမ်းသာရမလာဘူးလို့ဒီလိုဆိုတာနော်သို့တော်လူတွေကကာမဒုက္ခလို့ဆိုရဲကာမဂုဏ်ချမ်းသာခံစားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရတယ်လို့ဒီလိုယုံကြည်ကြတယ်ပျော်ပျော်နေသေးကဲလူတွေဆိုကြတယ်လို့ဒီစကားကမြန်မာလူမျိုးတွေဒါပြောတာမဟုတ်ဘူးအနောက်တိုင်းတို့ဥရောပတို့ကလူတွေကလည်းပြောကြတာဘဝဆိုတာမတန်တူတောင်းနေရလာတဲ့ဘဝလေးမှာကောင်းအာယုန်နေခံစားရမယ်ပျော်ပျော်နေရမယ်လို့ဒီလိုဆိုကြတာတွေအမြဲတမ်းများတယ်ပေါ့နတ္ထိကာမေတုဒေါသောဒါလူတဘာဝပဲလူဖြစ်လာလို့ရှိရင်မိသားစုဘဝမှာချမ်းချမ်းသာသာနေလူဖြစ်လာရင်ကာမဂုဏ်အာယုန်တွေခံစားရမယ်လို့ကာမဂုဏ်အာယုန်ခံစားခြင်းဖြင့်ဘာပြစ်မှမရှိဘူးလို့ဒီလိုယူဆဟောပြောနေတဲ့ပုဂ္ဂိုလ်တွေကအများကြီးပဲမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးကာမဒုက္ခခံစားရဟာဟိနောအောက်တန်းကြတဲ့အလုပ်ကြီးတစ်ခုလို့ဒီလိုပြောတာကမ္မောမိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်တွေလုပ်နေကြတဲ့လမ်းကြောင်းကြီးပဲပောထုဇဏီကောလူများစုကြိုက်တဲ့အလုပ်ကြီးတဲ့အနရိယောမြင့်မြတ်တွေကဒီကံရတဲ့ဆိုတဲ့အလုပ်ကိုမလုပ်ဘူးတဲ့ဘာဖြစ်လို့မလုပ်တာတုံးလို့ဆိုတော့အဓိကအချက်ကတော့အနတ္ထတန်ဟိတောအဋ္ဌတန်ဟိတဆိုတာကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတာအနတ္ထတန်ဟိတဆိုတာကောင်းကျိုးချမ်းသာတွေဖြစ်စေနိုင်မှုမရှိဘူးမကောင်းကျိုးတွေပဲဖြစ်စေတယ်လို့တိတိလင်းလင်းမြတ်စွာဘုရားကမလိုက်ရမယ့်လမ်းစဉ်တစ်ခုစွန့်လွတ်ရမယ့်လမ်းစဉ်တစ်ခုဟောပြောတယ်ဒါဖြင့်အဲ့ဒီခေတ်မှာခေတ်စားနေတဲ့မိမိကိုယ်ကိုဆင်းရဲအောင်လုပ်ပြီးတော့တရားဥတရားမြတ်ရဖို့ကြိုးစားနေတဲ့အုပ်စုကြီးကလည်းရှိသေးတယ်နိဂန္ဓနာတဗုဒ္ဓတို့မက္ခလိဂောသလတို့အုပ်စုတွေဟောခန္ဓာကိုယ်အပင်မခံလို့ရှိရင်ကာယဘာဝနာလို့ခေါ်တယ်ကာယဘာဝနာဘယ်လောက်ထိအောင်ဒုက္ခခံနိုင်တယ်လဲဆိုတာကိုဒုက္ခခံကြည့်ကြတယ်သူတို့စူးပေါ်အိတ်တယ်ချွန်ထက်နေတဲ့စူးရီပေါ်မှာအိတ်တယ်ဆိုဘယ်လောက်ခံရခံမလဲစဉ်းစားကြည့်ပေါ့နော်နောက်တဏီကုံသုံးဖို့လာချီနှစ်ချီကြာပြီးတော့ဆောင်းကြောင်းထိုင်တဲ့အကျင့်ဩဂုတိကပဓာနလို့ခေါ်တယ်။တာမန်လူတယောက်နေတယ်လို့လျှောင်းထိုင်ရသွားဆိုတဲ့ဣရိယာပုနဲ့မနေရဘူး။ဆောင်းကြောင်းထိုင်ပြီးတော့နေရမယ်။ဘယ်လောက်ဒုက္ခရောက်မလဲဆိုတော့စဉ်းစားကြည့်။ပူပါတယ်ဆိုတဲ့ຫນွေရာသီကြီးမှာနေမွန်းတိ12နာရီအချိန်ကောင်းကင်ကနေရလဲအမတန်ပူရတဲ့အထက်မှာမိဘုံကြီးလေးပုံဘေးကနေဖိုထားပြီးတော့ကောင်းကင်ကနေရဲ့အပူရှေးနောက်တောင်မြောက်မိမိနဲ့ကပ်လျက်မိဘုံကြီးလေးပုံအဲ့ဒီမိဘုံကြီးလေးပုံရဲ့အပူဒီအပူတွေခန္ဓာကိုပင်စာတပလို့ခေါ်တယ်အပူ5မျိုးစဉ်းစားကြည့်ပေါ့ဒီလောက်ပူနေတဲ့အထဲမှာဝင်ပြီးတော့ဒုက္ခခံတယ်ဒုက္ခခံတဲ့အခါဘာဖြစ်လဲလို့ဆိုရင်ချွေးပြိုက်ကြပြီးချွေးထွက်လွန်ပြီးတော့မိန်မောပြီးလဲကျသွားတာအဲ့ဒါတရားဓုရတယ်လို့ယူဆတယ်နော်ပင်စာတပအကျင့်နဲ့တရားဓုရတယ်လို့ယူဆတယ်အဲ့ဒီအကျင့်မျိုးနဲ့ကျင့်တာဆောင်းရသည့်အလွန်အေးပါတယ်ဆိုတဲ့အချိန်မှာတစ်နေ့3ချိန်ရေထဲမှာဆင်ငုတ်တယ်မကောင်းမှုအကုသိုလ်တွေကိုရေနဲ့ဆေးကြောပစ်တယ်ဆိုပြီးတော့အေးတဲ့အချိန်မှာရေးတယ်ငယ်ငယ်တုန်းကကလေးတွေဆိုကြတယ်လို့ပဲနော်
ကလေးတွေဆိုတဲ့ဟာတိုင်းပဲချမ်းရင်ရေချိုးနှင်းတော်တူပူရင်မီးလုံပစိုးချုံဆိုတဲ့အကျင့်မျိုးတွေပေါ့နော်ဒုက္ခရောက်အောင်အဲ့ဒါလို့ပင်ပင်ပန်းပန်းလှုပ်ခြင်းအဖြစ်လူတွေရဲ့စိတ်ထဲမှာကာမဂုဏ်အာယုန်စိတ်တွေနည်းသွားတယ်အဲ့ဒီကာမဂုဏ်အာယုန်စိတ်တွေနည်းပြီးတော့ပင်ပန်းဆင်းရဲခံရပြီးမိမောတွေ့ဝေသွားတာဒုက္ခအဓိတဲ့ပြင်းထန်တဲ့ဒုက္ခမရှိဘူးအဲ့ဒီဒုက္ခကိုခန္ဓာရင်ဘယ်လောက်ရှိသလဲဆိုတဲ့အနေနဲ့ကျင့်ကြတယ်သူတို့ဝေါဟာရနဲ့ပြောရင်ကာယဘာဝနာလို့ခေါ်တယ်အဲ့ဒီအကျင့်Austeriya practice လို့ဒုက္ခရစရိယအကျင့်အဲ့ဒီအကျင့်တွေကိုမြတ်စွာဘုရားကအတ္တခိလမထနုယောဂတဲ့ကိုပင်မအောင်လုပ်တဲ့အလုပ်တွေအဲ့ဒီအလုပ်တွေကိုလည်းမလုပ်နဲ့ရှောင်ရမယ်ကျိုးမရှိဘူးဘာဖြစ်လို့တော့ဆိုတာမြတ်စွာဘုရားအကြောင်း၃ချက်ပြဒုက္ခအနရိယောနတ္ထတဟိတောဒုက္ခဆိုတာသိဆင်းရဲလွန်အပ်ကြည့်တယ်ဆင်းရဲခံလို့ကောင်းကျိုးချမ်းသာရလာလို့ဆိုမရဘူးအနတ္ထတဟိတောမကောင်းကျိုးတွေနဲ့ပဲကြုံရမယ်အနရိယောမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဒီလောက်ကိုရှောင်တယ်လို့အဲ့ဒါလို့ဒီလမ်းစဉ်နှစ်ရပ်ကာမတုခံလိကနုယောကအတ္တကိလမထနုယောဂဆိုတဲ့ဒီလမ်းစဉ်နှစ်ရပ်ကိုမြတ်စွာဘုရားကမလိုက်နဲ့တဲ့ကျိုးမရှိဘူးလိုက်ရမယ့်လမ်းစဉ်မစ္စည်းမပฏิပဒါလို့ခေါ်တယ်အလယ်လမ်းကသွားတဲ့လမ်းစဉ်ကိုလိုက်အလယ်လမ်းဆိုတဲ့အဓိပ္ပာယ်ကဘာလဲအလယ်လမ်းဆိုတာဟိုဘက်မရောက်ဒီဘက်မရောက်တောင်မရောက်မြောက်မရောက်လမ်းဒီလိုပြောတာမဟုတ်ဘူးနော်အလယ်လမ်းဆိုတာခွဲခြားစိတ်ဖြာပြီးတော့ကြည့်တဲ့လမ်းမျိုးခုနပြောတဲ့လမ်းစဉ်တစ်ခုကတစ်ဖက်သက်ချမ်းသာခံစားဖို့တိုက်တွန်းတဲ့လမ်းကတစ်ခုတစ်ဖက်သက်ဆင်းရဲခံဖို့ဆိုတဲ့လမ်းစဉ်ကတစ်ခုဆင်းရဲခံဖို့နဲ့ချမ်းသာခံဖို့ဆိုတဲ့အစွန်းရောက်နေတဲ့ဒီလမ်းစဉ်နှစ်ခုကိုမြတ်စွာဘုရားကမလိုက်နဲ့အလယ်လမ်းဆိုတာဘာလဲချမ်းသာခံစားတဲ့နဲ့ချမ်းသာကိုခံစားရမယ်ခံတဲ့နဲ့ဆင်းရဲဒုက္ခကိုခံရမယ်ဒီလိုဆိုလိုတာနော်အတ္တကိလပဋ္ဌာဆိုတာဒုက္ခခံတဲ့ရင်ခံတဲ့နဲ့ချမ်းသာဆိုခံလိုရင်းကဘာလို့ဆိုရင်အဋ္ဌတန်ဟိတအကျိုးဖြစ်ပေါ်စေနိုင်တဲ့ချမ်းသာဒုက္ခဆိုရင်ခံစားချမ်းသာတွေကိုဖြစ်ပေါ်စေနိုင်တဲ့ဆင်းရဲဒုက္ခဆိုရင်ခံဒီလိုဆိုလိုတာပေါ့နော်ဒါကိုအဓိပ္ပာယ်တေးသေးချာချာမသိတဲ့အခါကျတော့ဗမာပြည်မှာတချို့တလေကဘယ်လိုပြောတော့ဆိုတရားအထုတ်တာတောင်မှပဲသိပင်ပင်ဖမ်းဖမ်းကြီးအာမထုတ်နဲ့အတ္တကိလမထဖြစ်တယ်လို့ဒီလိုပြောလာကြဒါမမှန်မကန်ပြောတာလမ်းစဉ်မှန်းနေလို့အကျိုးရှိရင်တော့အတ္တကိလမထဖြစ်တယ်လို့မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကကြိုးစားအထုတ်မှစွန့်ရည်တတိလုံးလနဲ့ကြိုးပမ်းအထုတ်မှရတဲ့အလုပ်ဆိုလို့ရှိရင်တဲ့ရသည့်တိုင်အောင်နောက်မဆုတ်ဖ ೇನೆ အယိုးကြည်ကြည်အရေးခန့်ခန့်ကြိုးပမ်းရမယ်လို့ဒီလိုဆိုတာကာမံတသောစနှာရုစအဋ္ဌိစအဝတိတတုခန္ဓာကိုယ်မှာအရေးအသားအသွေးအသားအကျော်ကြံဒီလောက်ပဲကြံ့ကျင်ချမ်းပါစေတရားဓုတရားမြတ်မရသေးတဲ့မြတ်ကာလပတ်လုံးကကြိုးစားအထုတ်မယ်ငါရဲ့လုံလောက်ကိုမလျှော့ဘူးလို့ဒီလိုအထုတ်တာမျိုးဟာအတ္တကိလမထထဲမှာမပါဘူးအဲ့ဒါကိုအတ္တကိလမထလို့မခေါ်တာအတ္တကိလမထဆိုတာဘာပြောတာလဲအမှန်တန်အေးတဲ့အချိန်မှာအေးခံပြီးတော့ခန္ဓာကိုယ်ပင်မအောင်လုပ်တယ်ဘာအသိဉာဏ်ရတော့ဘာမရအမှန်တန်ပူတဲ့အချိန်မှာအပူခံတယ်ဘာအသိဉာဏ်ရတော့ဘာမှမရအဲ့ဒီလိုခ
ခန္ဓာကိုယ်ပင်ပန်းယုံတက်တဲ့အလုံးမျိုးဆိုလို့ရှိရင်မလုံးနဲ့အတ္တခိလပထလို့ဒီလိုပြောတာအကျိုးရှိတဲ့အလုပ်ကြရင်တော့လုံးဝမယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့မစ္စည်းမပฏิပဒါဆိုတာအစွန်းမရောက်ဘူးချမ်းသာကိုနှမျိုးခွဲခြားတယ်ကာမဒုက္ခဆိုတဲ့ချမ်းသာတော့မခံနဲ့မခံစားနဲ့ခံစားရင်ဘာဖြစ်တော့လောဘတွေပွားလာမယ်လေလိုကြနေရင်လောဘတွေဖြစ်မယ်အလိုမကြဘူးဆိုရင်ဒေါသနောက်ကလိုက်လာမယ်ဒါကြောင့်မို့ဒီချမ်းသာဟာမခံစားသင့်ဘူးသို့တော့ဓမ္မဒုက္ခလို့ဆိုတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့ဇန်ချမ်းသာလို့ဘာလို့ခံစားရဇန်ချမ်းသာကိုခံစားခြင်းအဖြစ်စိတ်တည်တည်ငြိမ်မှုကိုရပြီးတော့တမာရီစွမ်းအားနဲ့အသိဉာဏ်ဟာပို့ပြီးတော့ရှင်းကျက်လာစေနိုင်တယ်ဒါကြောင့်မို့ဇန်ချမ်းသာမျိုးလို့ချမ်းသာခံစားရမယ်သမထဒုက္ခဝိပဿနာဒုက္ခဝိပဿနာတရားအထုတ်ပြီးစိတ်နှလုံးအေးချမ်းမှုတွေရတယ်ဒီချမ်းသာမျိုးတော့ခံစားရမယ်လို့ဆိုပညာကိုအထောက်အကူပြုတဲ့ချမ်းသာမျိုးတွေခံစားလို့ဒီလိုခွဲခြားတာဟောနောက်တစ်ခုကအတ္တခိလပထပင်မယုံတက်တဲ့ဒုက္ခကိုမခံနဲ့သို့တော့အကျိုးရှိမယ်ဆိုလို့ရှိရင်အယိုးကြည်ကြည်အရေးခန်းခန်းကြိုးပမ်းအထောက်ရမယ်အဲ့ဒါကိုမစ္စည်းမပฏิပဒါလို့ခေါ်တာဟိုသိလဲချမ်းသာမခံနဲ့သိလဲဆင်းရဲမခံနဲ့ဆိုတာကိုမစ္စည်းမပฏิပဒါလို့ခေါ်တာမဟုတ်ဘူးမစ္စည်းမပฏิပဒါဆိုတာခံစားတဲ့ချမ်းသာခံစားခံတဲ့ဆင်းရဲဒုက္ခကိုခံအကျိုးရှိအောင်တရားဓမ္မအကျိုးရှိအောင်အသိဉာဏ်ရအောင်လုပ်လို့ဒီလိုဆိုလိုတာဒါကြောင့်မို့မစ္စည်းမပฏิပဒါတထာဂတေနအဘိဓမ္ဗုဒ္ဓအကျိုးတွေကဘာတွေတုံးဆိုစက္ခုကရဏီအမြင်မျက်စိတွေရလာလိမ့်မယ်ညာနာကရဏီအသိဉာဏ်တွေရလာလိမ့်မယ်ဥပတမယစိတ်နှလုံးအေးချမ်းမှုတွေဖြစ်ပေါ်လာမယ်အဘိညာယထူးခြားတဲ့အသိဉာဏ်တွေရလာမယ်တံဘောဓာယမှန်မှန်ကန်ကန်အမှန်တရားတွေကိုသိတယ်နိဗ္ဗာန်ယတန်တရားဝဆင်းကလွတ်ကင်းတဲ့နိဗ္ဗာန်အတွက်ဖြစ်ပေါ်လာမယ်ဆိုတဲ့ဒီအကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေတတ်တဲ့မစ္စည်းမပฏิပဒါလို့ဒီလိုဆိုလိုတာမြတ်စွာဘုရားအဲ့ဒီလိုလမ်းစဉ်ချမှတ်ပြီးတော့ဟောပြောတဲ့မြတ်စွာဘုရားရဲ့တရားဟာတစတစနဲ့လူတွေကြားမှာထင်ရှားပြီးတော့လာခဲ့လို့မြတ်စွာဘုရားကိုကြီးညိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေတစတစများလာခဲ့တယ်ပေါ့တကယ်လက်တွေ့အကျိုးရှိတဲ့တရားတွေဖြစ်လာအဲ့တော့ကောသမီပြည်ကြွရခြင်းအကြောင်းကဘယ်ကနေစလာတာတုံးဆိုမြတ်စွာဘုရားပွင့်လာပြီးတဲ့နောက်မှာကိုတချို့ဒေသတွေမြတ်စွာဘုရားရဲ့သတင်းကိုမကြားကြရသေးဘူးလင်္ကာနှစ်အတွင်းတပြိုင်နဲ့ကြားတာမဟုတ်ဘူးသတင်းကတဖြည်းဖြည်းနဲ့ပြန့်နှံ့ပြီးတော့လာခဲ့တာအိန္ဒိယနိုင်ငံမှာသာဝတိပြည်ကိုမြတ်စွာဘုရားရောက်သွားတာတခြားပုဂ္ဂိုလ်ကြောင့်မဟုတ်ဘူးသာဝတိမြို့ကအနာရဝိန်တထေးဟာကုံရောင်းကုံဝယ်ကိစ္စနဲ့ရာဇဂိုသွားတာမြတ်စွာဘုရားကအားလုံးသိတဲ့အတိုင်းရာဇဂိုမြို့အနီးမကရတိုင်းတွေကဥရဝေလတောမှာဘုရားဖြစ်သူရောက်တာတရားဟောတဲ့အခါကျတော့ကာတိတိုင်းတွေကပါရဏသီမြို့ဣတိပတနာတောမှာသွားဟောတာအဲ့တော့ဘုရားကြောင့်စသိတာတော့မကရတိုင်းနဲ့ကာတိတိုင်းလို့ဒီလိုပြောမှာပဲထိုခေတ်ကအခုလိုတယ်လီဖုန်းတွေတို့ဒါတွေကရှိတာမဟုတ်ဘူးလေမရှိတော့တယောက်စကားတယောက်နာလူသတင်းလူချင်းဆောင်ပြီးတော့မှတဖြည်းဖြည်းပြန့်နှံ့တာကိုအခုခေတ်လိုတယ်လီဗီရှင်းတွေဘာတွေနဲ့ဆိုရင်တော့ဘုရားပွင့်နေဆိုချက်ချင်းသိကြမှာပေါ့နော်ဘုရားကတော့ချက်ချင်းမသိဘူးတဖြည်းဖြည်းမှကုံတယ်တွေကနေတဆင့်သိသွားတယ်
အနာရဝိတထေကြီးဆိုဘုရားပွင့်မှမသိဘူးရာဇဂိုသွားတာရာဇဂိုမှာသူ့ရောက်ဖရာဇဂိုတထေရှိတယ်အဲ့ဒီသွားရင်ကြမှာဘုရားပွင့်နေတယ်ဆိုတဲ့သတင်းကိုကြားလို့ဘုရားနဲ့တွေ့ပြီးသောတပန်ဖြစ်ဘုရားဝါဒဖြစ်ပြီးမှမြတ်စွာဘုရားကိုတာဝတိပြည်ကြွဖို့ပင့်ခဲ့တာအဲ့မှာဇေရဝံကျောင်းကြီးကိုဆောက်ထားအဲ့တော့တာဝတိကနောက်မှရောက်တာထို့တူပဲဒီကောသမီတို့ဆိုတာဒီကနေ့ခေတ်မြေပုံနဲ့ဒီကနေ့ခေတ်နာမည်နဲ့ပြောမယ်ဆိုရင်အလဟာဘတ်ဆိုတဲ့မြို့ရှိတယ်ဂင်္ဂါနဲ့ယမုနာအစုံနာမှာအလဟာဘတ်မြို့အိန္ဒိယနိုင်ငံမှာဟိုက်ဒရာဘတ်တို့နော်အန္ဒရာဘတ်တို့အလဟာဘတ်တို့ဆိုဒီဘတ်ဆိုတဲ့နာမည်ပါတဲ့မြို့တွေဟာမွတ်စလင်ဘုရင်တွေတည်ထောင်သွားတဲ့မြို့တွေလို့ဒီလိုဆိုတယ်အဲ့ဒီလိုဘတ်ဆိုတဲ့စကားလုံးပါတဲ့ဟာတွေကမွတ်စလင်ဘုရင်တွေအုပ်သွားတယ်မြို့တွေတဲ့တော်တော်လေးများတယ်အဲ့ဒီဘတ်ဆိုတဲ့နာမည်နဲ့ဟာတွေကနော်အလဟာဘတ်ဆိုတာခဏခေတ်နာမည်အဲ့ဒီအလဟာကောသမီမြို့ဆိုတာအလဟာဘတ်နေရာလို့သမိုင်းဆရာတွေကဆိုကြတယ်ပေါ့နော်ပါရဏသီတို့နဲ့အတော်လှမ်းတဲ့နေရာတစ်ခုပေါ့အဲ့ဒီမှာကောသမီပြည်ဘက်ကိုယသိ900ဟိမောတာတောင်ကနေဆင်းလာပြီးတော့ကောသမီမြို့မှာဆောင်းခိုကြခုခေတ်လဲသိအေးတဲ့အရာကလူတွေကရွှေ့ပြီးတော့ဆောင်းရဒီမှာလာနေလေရှိကြတယ်တချို့ကဆောင်းခိုတယ်မိုးများလို့ရှင်လဲမိုးခိုတယ်ပေါ့နော်လူတွေမပြောနဲ့ငှက်တွေတောင်မှဆောင်းခိုငှက်ဆိုရှိတယ်လေသိအေးတဲ့ဒေသမှာဆိုရင်ငှက်တွေကပြန်လာပြီးတော့သူတို့နေရာဒီဥရုသင်းလျော်တဲ့နေရာကိုနေကြတယ်ဗမာပြည်မှာလည်းဆောင်းခိုငှက်တွေရှိတာပဲလာတာဆောင်းကျွတ်သွားလို့ရှိရင်တော့ပြန်သွားကြတာသူ့နေရာသူအဲ့ဒီဟိမွန်တာကယသိတွေကလည်းဘုရားပွင့်နေတယ်ဆိုတော့သိဘူးသူတို့တောရကြီးကိုဖြတ်ပြီးကုန်းချောင်းလာကြတာသူတို့ခေတ်ကကုန်းချောင်းလာတဲ့အခါတခက်တော်ကြီးတယ်ဖြတ်လာတော့အင်မတန်မှအကျိတ်ကောင်းတဲ့ညောင်ပင်ကြီးတစ်ပင်တွေ့တော့အဲ့ဒီအောက်မှာဝင်ပြီးတော့နားချတာယသိတွေနားရင်ကနေပြီးတော့ယသိတွေကရေစာကြတာပေါ့လေရေတောက်ချင်ရေကလည်းနာနာမရှိဘူးမရှိတော့စိတ်ကူးရတဲ့အတိုင်းယသိတူကစိတ်ကူးရတယ်နဲ့ဒီညောင်မင်းကြီးကအင်တမအရေးကောင်းတာပဲဒီညောင်မင်းကြီးမှာဘုံတကူကြီးတဲ့နတ်တော်ရှိမှာပဲငါတို့မြန်ရေလေးတစ်ခွက်တိုက်ရင်ကောင်းပါလို့စိတ်ကဒီလိုစိတ်ကူးလိုက်တဲ့အခါမှာညောင်ကိုင်းနေကြတဲ့ကရေတကွန်ကြီးပန်းထွက်လာတဲ့နော်ရေတွေကျလာတစ်ပင်မောရေတွေကျလာတော့သူတို့ပါလာတဲ့ခွက်နဲ့ခံပြီးတော့တောက်ကြတယ်သူတောင်းတလိုက်တာနဲ့ရလာတော့ဟာဒါပေမဲ့မြို့သွားရမှာဝေးသေးတယ်တို့ဘာမှမစားရသေးဘူးတခုစားရရင်ကောင်းမှာပဲဆိုတော့အဲ့ဒီယုတ်ကစိုးနတ်မင်းကြီးကနတ်ကြီးကတော့မမြင်ရဘူးတဲ့စားစရာတောက်စရာတွေသူတို့ရှိမှရောက်လာတယ်ယသိတွေဒီနတ်ကတဲ့တကူကြည့်တာပဲတို့ကျွေးပြီးဆိုပြီးစားကြတဲ့ရေလည်းတောက်ရပြီအစာလည်းစားရပြီငါတို့စိတ်ကစိတ်ကူးလိုက်တိုင်းအကုန်ဖြစ်နေပါလားနောက်တစ်ခုစိတ်ကူးအောင်မှပဲဆိုပြီးတော့စိတ်ကူးတာအားစိတ်ကူးတော့ဆိုဒါတော့တကူကြည့်တဲ့ရုပ်ကစိုးနတ်ကြီးတို့ကိုယ်တိုင်တွေ့ရရင်ဘယ်လောက်ကောင်းမလဲဆိုရုပ်ကစိုးနတ်ကြီးယသိတွေငါတွေ့ချင်တယ်တကူလုံးတော့မပြဘူးတဲ့အထက်ပိုင်းကိုတဝက်ကိုညောင်မင်းကွာကြားကပေါ်လာတယ်အဲ့ဒီကြတော့ယသိတွေကဝိုင်းမေးကြတဲ့ရုပ်ကစိုးနတ်မင်းကြီးဘုံမိမကြီးကလည်းကြီးကြီးပဲရေလိုရေပေးတယ်အစာလိုအစာပေးတယ်ဘုံတကူမတန်ကြီးတယ်အတိတ်ဘဝတုန်းကဘာကုသိုလ်တွေများလုပ်ခဲ့တာတော့ဆို
ယောဂီတို့နဲ့ကြည့်ပြောရမှာရှက်တယ်နောက်တော့ပြောတော့ဗာပြောတော့ဆိုသူလှုပ်ခဲ့တဲ့ကုသိုလ်ကဘာမှသိပြီးတော့များများကြီးမဟုတ်ပါဘူးတဲ့သူဟာတာဝတိပြည်ကအနာရဝိတ္ထိအိမ်ကအလုသမားတယောက်ပါတဲ့ဟိုဘဝတုန်းကအနာရဝိတ္ထိကြီးအိမ်မှာသူဗုဒ္ဓဘာသာဖြစ်ပြီးတဲ့အချိန်ကစပြီးအလုသမားတွေဥပုသ်နေ့ဆိုဥပုသ်ဆောင်ရတယ်နော်အဲ့ဒီနေ့မှာတော့သူ့ကိုမပြောမိကြဘူးမပြောမိတော့သူကဘာလုပ်တော့ဆိုရင်တောထွက်သွားပြီးတော့နာရဝိတ္ထိကြီးရဲ့လယ်တွေသူတောင်းကြတဲ့နေရာသွားထွန်ရက်တာပေါ့လှုပ်သွားလှုပ်တယ်ကျန်တဲ့လူတွေကတော့ဥပုသ်နေ့ဆိုတာသိတာနဲ့အလုပ်တွေနားကြပြီးတော့ဥပုသ်ဆောင်ကြတယ်အလုပ်သမားတွေဆင်းလိုက်တဲ့အခါအလုပ်သမားတယောက်ကတောသွားနေပြီစောကြီးတဲ့ထွက်သွားအလုပ်လုပ်နေကျန်တဲ့လူတွေကိုတော့ဥပုသ်ဆောင်ရတယ်ဆိုတော့နာရဝိတ္ထိကြီးကစစ်ဆေးပြီးကဲသမင်းချက်ကိုပြောတယ်ခဏညနေစာတယောက်စာပဲချက်ရတော့မယ်ကျန်တဲ့လူတွေဥပုသ်ရဆိုတော့တယောက်စာချက်ပြန်လာတဲ့အခါကျတော့သူပြန်ရောက်လာတဲ့အခါကျတိမ်လုံးတိတ်ခါတိုင်းဆိုရင်သမင်းအလူရဲ့သမင်းကျွေးတဲ့အခါမှာတန်းစီရတယ်နော်သမင်းယုံကိုတန်းစီကြစူးညံနေအောင်တန်းစီခါတိုင်းဆိုစူးစူးညံညံကြားတယ်ဒီကနေ့တော့တိတ်နေပါလားဘယ်သူမှလည်းမရှိပါလားသမင်းကျက်အမျိုးသမီးကိုမေးတဲ့အခါကျတော့ဒီနေ့ဥပုသ်နေ့တဲ့ရှင်တယောက်တည်းပဲဥပုသ်မရတာကျန်တဲ့လူတွေကိုဥပုသ်ရတယ်ဆိုသူ့စိတ်ထဲမှာဟာငါဥပုသ်မရဘူးသူများလို့မရဘူးဆိုသူ့စိတ်ထဲမှာငါတော်တော်ညံ့တာပဲလို့ဆိုပြီးတော့အခုစောင့်ရင်ရသေးလားမို့ဆိုတော့တထေးကြီးမေးမှသိတယ်ဆိုတော့ဒါပြင်သွားမေးစမ်းမှာတထေးကြီးကိုဆိုနာရဝိတ္ထိသွားမေးတော့အေးဥပုသ်ဆိုတာတော့နေ့ထဝက်တော့ရမှာပေါ့တဲ့နေ့ထဝက်ဆောင်ရင်တော့ထဝက်ဥပုသ်တော့ရမှာပေါ့ဥပုသ်ဆိုဒီမှာမနေ့ကယူထားပြီးနောက်တည့်ရက်မနေ့ထိအောင်24နာရီစောင့်မှအဓိပ္ပာယ်တော့ရှိတာပေါ့နော်ခုကနေ့ခေတ်မှာလျှော့ဈေးနဲ့စောင့်တဲ့ဥပုသ်တွေရှိလာမနေ့သီလယူညနေကျသီလချ၅ပါးသီလလေးစောင့်တည်အိမ်ပြန်ထမင်းစားဖိုက်စားတဲ့ဒုက္ခတော့မရှိတော့24နာရီဘုံမဆောင်တော့ဘူးဘယ်မှာသာရှိတုံးဆိုတာတီဟိုနိုင်ငံမှာအဲ့တိုင်းပဲမနေ့ဆိုဥပုသ်နေ့ဒါတစ်လမှာတစ်ခါဆောင်တာနော်လာပြီးနေ့မှာဆောင်တာသူတို့မနေ့လာပြီးတော့ဥပုသ်ယူတယ်တနေ့ကုန်ဘုန်းကြီးကျောင်းမှာနေတယ်ညနေအိမ်ပြန်ကနေကြတော့၅ပါးသီလဆိုပြီးအိမ်ပြန်ညလေထက်ဝက်ဥပုသ်တွေပေါ့အဲ့လိုတွေစောင့်နေကြတယ်ဗမာပြည်မှာလည်းအဲ့လိုလုပ်တယ်လို့ကြားရတယ်ကျုပ်အဲ့တော့ဒီနာရဝိတ္ထိရဲ့အလုသမားဟာထက်ဝက်ဥပုသ်ဆောင်မယ်ဆိုပြီး तू ကမစားတော့သူများတွေရရတဲ့နဲ့ငါမရဘူးဆိုတနေ့ကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်လာဘာမှလည်းမစားတော့စားတယ်စားပြီမဲ့လို့သူများတွေအောက်တန်းကြမှာဆိုတာနဲ့မစားတော့ဥပုသ်ဆောက်တည်လိုက်တယ်ညတကောင်ကြံနဲ့ကြတဲ့အခါကျတော့ဖိုက်ထဲမှာအစာမရှိတော့လေထိုးတာပေါ့နောက်ဆုံးကျတော့လေတွေပွားလာလေထိုးရကနေပြီးတော့ဒီလူဟာယောဂမတက်တာပဲနဲ့မနေ့မိုးလင်းကနေကြတော့သေဆုံးသွားတယ်တဲ့တို့တော့သူဥပုသ်မဖြစ်ဘူးဆွဲကောင်းတယ်သေခြင်းသေပါစေဆိုပြီးတော့ဥပုသ်ဆောင်တာမနေ့မိုးလင်းကနေကြတော့သူဆုံးသွားတယ်ဆုံးသွားတော့အခုဒီညောင်မင်းကြီးမှလာပြီးယောဂစိုးဖြစ်တယ်ဒါသူပြန်ပြောပြတာပေါ့နော်ဒါပြန်ဖြစ်တယ်တဲ့ဆိုတော့အဲ့ဒီမှာယသိတွေကနေပါအောင်သူပြောတဲ့ထဲမှာဥပုသ်ဆောင်တယ်ဥပုသ်ဆောင်ရနေမကဘူးနာရဝိတ္ထိကြီးကဘုရားကိုကိုးဝယ်တယ်ဆိုတဲ့စကားကြားလိုက်တော့လောကမှာဗုဒ္ဓဆိုတာပွင့်ပေါ်နေပြီဆိုတာကိုကြားကြကြားတဲ့အခါမှာယသိတွေကတန်အံ့တော်ဖြစ်ပြီးတော့ဘုရားဆိုတာရှိတယ်ဆိုတာတော့သူတို့သိကြတယ်ဘေရင်ကျမ်းကနေရတယ်သိတယ်ဗုဒ္ဓကောလဟလဆိုတော့ဘုရားပွင့်လိမ့်မယ်ဘုရားပွင့်ရင်းကလည်းကြားထားတယ်ခုဘုရားပွင့်နေပြီ
အနာရဝိတထေကြီးကဇေရွန်အကြောင်းကိုပင့်ပြီးတော့ဘုရားကိုးကွယ်နေတယ်ဆိုတာကိုလည်းကြားရတယ်ဟာတို့လည်းသွားမှာပဲဘုရားဆိုတာတွေ့ရခဲ့တယ်သွားဖူးမယ်ဆိုပြီးတော့ကောသမိပြည်ကိုသွားကြသွားပြီးတော့သူတို့ရဲ့တခါ၃ခုရှိတယ်ကောသမိမြို့မှာတထေးကြီး၃ယောက်ရှိတယ်တထေးကြီးတယောက်ကဂောတိတတထေးတဲ့ဂောတကလို့လည်းခေါ်တယ်သူကချမ်းသာတဲ့တထေးတူနောက်တစ်ယောက်ကတော့ပါဝါရိကတထေးစာရီတွေရောင်းတဲ့တထေးနဲ့တူတယ်အဝတ်ထည်တွေရောင်းနောက်တထေးတစ်ယောက်ကတော့ကုက္ကုတိကတထေးအဲ့ဒီလိုတထေးကြီး၃ယောက်တငယ်ချင်း၃ယောက်ရှိတာသူတို့တကားတွေပဲယသိတွေရဲ့တကားတွေကောသမိပြည်သွားတယ်သွားပြီးတော့တညတာနာပြီးတထေးကြီး၃အိမ်ကိုခါတိုင်းလိုပဲဆွမ်းစားသွားကြတယ်သူတို့ကလာနေကြသွားပြီးတော့တထေးတွေကိုနှုတ်ဆက်ပြီးသူတို့ပြန်ကြမယ်ပေါ့ဆိုတော့တထေးတွေကအားသင့်နေပါအောင်နဲ့ကိုတော်တို့ခါတိုင်းလာလို့ရှိရင်လင်းကလာနေတာပါအခုဘာကိစ္စရှိလို့ပြန်ကြမှာလဲဆိုလောကမှာဖျားပြန့်နေပြီဖျားကတာဝတိမြို့မှာရှိတယ်တို့အဲ့ဒီဖျားစီသွားမလို့ဆိုတထေးကြီးတွေကလည်းစိတ်ဝင်စားသွားတယ်လောကမှာဗုဒ္ဓဆိုတာအမြဲတမ်းရှားတယ်ခုပွင့်နေပြီဆိုသူတို့လည်းလိုက်ပြရစေမသွားပါနဲ့ဘူးဆိုင်းမအောင်လို့ပြောတယ်ယသိတွေကမရဘူးသိချင်းတရားဆိုတာသိနိုင်တာမဟုတ်ဘူးလူတွေဆိုတာပြင်ရဆင်ရနဲ့အလုံးရှုပ်တယ်ပေါ့တို့ကတော့ထသွားလိုက်မှာမဟုတ်ဘူးသူတို့ကတောင်ဝေးလေးနဲ့မိပုခုံပုတ်ကြီးနဲ့ယသိတွေရဲ့ပြိခရာလေးကနည်းနည်းလေးပဲလေအဲ့ဒါလေးတွေယူပြီးတော့တို့သွားနေမယ်နောက်မှသာလိုက်ခဲ့ကြတော့သိချင်းတရားဆိုတာသိနိုင်တာမဟုတ်ဘူးဆိုတာဝတိပြည်ဘက်ကိုခီးထွက်သွားကြတယ်ဟိုရောက်တော့မြတ်စွာဘုရားနဲ့တွေ့တရားဓမ္မနာတော့သူတို့အားလုံးဟာယန္တာဖြစ်ပြီးတော့ယန္ဖြစ်သူရောက်သွားကြတယ်တဲ့ကောသမိပြည်ကတထေးကြီး၃ဦးကလည်းလှဲပေါင်း900နဲ့လူတန်းပွဲပစ္စည်းတွေကိုတင်ပြီးတော့လှဲတွေမောင်းပြီးတအီအီနဲ့လိုက်လာကြတယ်လာချီကြာပြီးတော့မှမြတ်စွာဘုရားစီရောက်လာကြဘုရားစီရောက်တဲ့အခါကျတော့တလလောက်နေပြီးတော့မြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတွေကိုဆုံးမကတ်တရားပါနာဘုရားတရားနာရတဲ့အခါသူတို့လည်းပဲသောတပန်ဖြစ်သွားကြသောတပန်ဖြစ်တဲ့အခါကျတော့မှပြညာတယ်မြတ်စွာဘုရားတပည့်တော်တို့ကောသမိမြို့ကိုလည်းရှင်ဘုရားကြွပါအောင်ကောသမိပြည်ကတရားဓမ္မတွေကိုငဲညာတော်အဖြစ်ကြွပြီးတော့ချီးမြှောက်ပါအောင်ဆိုပြီးတော့ပင့်သွားကြတော့မြတ်စွာဘုရားလက်ခံလိုက်တယ်ဘယ်တော့လာမယ်ဆိုတာတော့ယတမှတ်ပေးတာမဟုတ်ဘူးအဲ့တော့သူတို့လည်းပြန်သွားကြတယ်အဲ့ဒီခေတ်ကခကြီးကလင်းမြန်တာမဟုတ်ဘူးဝေးကြီးသွားကြရတာနော်ကောသမိပြည်ပြန်ရောက်တဲ့အခါကျတော့ဂောတိတတထေးကြီးကဂောတိတယုံကျောင်းဆိုသူပိုင်တဲ့ဥယျာဉ်ထဲမှာကျောင်းဆောက်တယ်ကုက္ကုတိကတထေးကြီးကကုက္ကုတယုံကျောင်းဆိုပြီးတော့သူပိုင်တဲ့ထဲမှာကျောင်းဆောက်တယ်ပါဝါရိကတထေးကလည်းသူပိုင်တဲ့တရဲ့ဥယျာဉ်ကြီးကျောင်းဆောက်ပြီးတော့ဆင်းနေလောက်ထားပြီမြတ်စွာဘုရားစီသတင်းပို့ကြတယ်တပည့်တော်တို့ကျောင်းနေပြီးကုန်ပါပြီအရှင်ဘုရားကြွရောက်ပြီးသတင်းသုံးတော်မူပါလို့လှမ်းပြီးတော့သတင်းပို့လိုက်တဲ့အခါမြတ်စွာဘုရားဟာ9ဝါမြောက်ကောသမိပြည်ကိုကြွလာနော်ကောသမိဆိုတဲ့ပြည်ကိုကြွလာအဲ့ဒါကောသမိပြည်ကြွခြင်းအကြောင်းတစ်ခုပဲပေါ့ဘုရားကြွလာတယ်ကောသမိပြည်ရောက်ပြီးတော့အဲ့ဒီအချိန်မှာကောသမိပြည်ကိုအုပ်စိုးနေတဲ့ဘုရင်ကဘယ်သူလို့ဆိုဥတေနမင်းလို့ခေါ်တယ်။ညမစာပေမှာဥတေနလို့လည်းရေးတယ်ဥထေနလို့လည်းရေးတယ်။ဒီနတ်ကိုးွယ်တဲ့လူတွေကလည်းဥထေနဆိုပြီးတော့ကိုးွယ်တာရှိသေးတယ်။ဥတေနမင်းဆိုတာသူကတော်ရဲမှာကလေးကရသေးကြီးကတင်ပေးလိုက်တဲ့
ဆင်ချစ်တဲ့မန္တန်ဟဋ္ဌိကန္တာမန္တန်ဆိုသူကရထားတယ်စောင်းကလေးလည်းရထားတယ်အဲ့ဒီမန္တန်ကိုရွတ်ဖတ်ပြီးတော့စောင်းတီးလိုက်လို့ရှိရင်ဆင်ရိုင်းတွေဟာသူ့စီရောက်လာတယ်ဆင်ရိုင်းတွေကရောက်လာပြီးတော့သူ့ကိုကြောကော့ပေးတယ်ပေါ့စီးဖို့ရဆင်နေဆင်ချစ်တဲ့မန္တန်လို့ပြောတယ်ဆင်ပြေးတဲ့မန္တန်ကိုတီးပြီးတော့မန္တန်ကိုရွတ်ပြီးတော့စောင်းတီးလိုက်လို့ရှိရင်လည်းဆင်နေပြေးကုန်ကြတယ်သူစောင်းတဲ့သူ့မန္တန်မှာသူကနှစ်ခုပါဆင်ချစ်တဲ့မန္တန်ဆင်ပြေးတဲ့မန္တန်နှစ်ခုရှိဆင်ဆိုတဲ့ကောင်ကလည်းတော်တော်ဆိုးတာနော်အခုဗမာပြည်မှာတော့ခဏခဏဆင်ဆိုးတွေအကြောင်းကြားကြနေရအထူးသဖြင့်ပဲခူးနာက10မိုင်တို့ပါလို့ဆိုတခါတော့မှဂျန်နယ်တဲ့ဖတ်လိုက်ရတယ်ညဆိုရင်ဆင်တွေကတောတွေကသစ်ပင်တွေပါတွေတိတ်မရှိတော့လူတွေစိုက်ပျိုးထားတဲ့ဆင်ရောက်လာဟိုတာယာဝရီ30ဥက္ကံတို့ဆိုလို့ရှိရင်လည်းဆင်တွေကလူတွေစိုက်ပျိုးထားတဲ့ထဲဝင်ပြီးတော့ဖြည့်ဆည်းသွားကြတာတွေပါလေခဏခဏကြာတခါတော့ကဆိုရင်မိနစ်ပိုင်းလောက်ကဆင်တွေညတောထဲမှာလာပြီးတော့နေတာဖြစ်တော့ရိတ်တာကြောင်းတစ်ကြောင်းမှာသီလရှင်တွေနေကြတာညကြတော့ဆင်ရိုင်းတွေဝင်လာတဲ့အခါညမနေရဘူးမနေရတာနဲ့သီလရှင်တွေကရွာဘက်ကိုသွားပြီးတော့ညဆိုသွားနေကြသက်80ရှိတဲ့ဖွားအိုကြီးကခေါ်လို့မရဘူးတဲ့သူတယောက်တည်းနေရမယ်ဆိုပြီးတော့သူတဲလေးထဲမှာပဲသူနေရတယ်ညကြတော့ဆင်းနေလာတယ်တချွတ်နဲ့အတန်ကြာတော့သူကဘာသွားလောက်တော့သူနေလေကရှာထားတဲ့သွပ်ပြားလေးလားမသိပါဘူးအဲ့ဒီသွပ်ပြားလေးကိုဒုံနဲ့တောင်းနဲ့ခောက်တာဆင်ကပဲပြေးမှာခောက်တဲ့စီလာခောက်တဲ့စီလာပြီးတော့သူတဲလေးကခနော်ခနဲ့တကားဆွဲပြီးတော့အဖွားကြီးကိုနှာမောင်းနဲ့ပွေ့ထုတ်ပြီးတော့လွှတ်ပြလိုက်တာလေပြီးတဲ့အခါခြေထောက်နဲ့နင်းချက်သွားသေးပါလေရောနော်ဘေးကအန္တရာယ်ဆိုတာရှောင်ရတယ်ဆင်ကတောင်းနဲ့ခောက်နေတာကိုအမြင်ကပ်ပြီးတော့အဲ့ဒါဆွဲထုတ်ပြီးတော့ခြေထောက်နဲ့နင်းပြီးတော့သွားတာဈာနယ်ထဲမှာပါတယ်ဖမ်းမိလိုက်ကြပါလိမ့်သက်80အရွယ်သီလရှင်ကြီးဟာဆင်နှင်းနာနဲ့တည်သွားရှာအဲ့ဒါလိုပဲဆင်တွေကအလွန်နှိမ့်ဆက်တတ်သည့်အတွက်ကြောင့်ဆင်ပြေးတဲ့မန္တန်ဆင်ပြေးတဲ့ဆောင်းဆင်ချစ်တဲ့မန္တန်ဆင်ချစ်တဲ့ဆောင်းဒီဥဒိနာတတ်လာအဲ့ဒီဘရင်ပေါ့ဥဒိနာနတ်ကကိုယ်ဝယ်တဲ့နတ်တွေပဲပါတယ်ဒီရုပ်တုထုတဲ့လူတွေကစောင်းလေးပိုက်ပြီးတော့ဆင်စည်းနေတဲ့ပုံဆိုရင်တော့အဲ့ဒါဥဒိနာနတ်ပဲသိကြနော်ဘာလို့ကိုယ်ဝယ်တယ်တော့မသိဘူးဆင်ဦးကြီးတွေများကိုးကွယ်သလားမသိဘူးဗမာပြည်မှာကျန်ကျန်မှန်ကိုးကွယ်မှုကရှားလာဥဒိဏနတ်ကိုကိုးကွယ်အဲ့ဒီဥဒိဏမင်းသူကမနေ့ကပြောတဲ့ဘောဓိမင်းသားရဲ့အဖေပေါ့ဥဒိဏမင်းမှာတာမာဝတီဆိုတဲ့မိဖုရားဝါတုလတ္တဆိုတဲ့မိဖုရားမာခန္တိယဆိုတဲ့မိဖုရား3ဦးရှိတယ်အဲဒီကောသမိပြည်မှာအုပ်ချုပ်နေတဲ့ဥဒိဏမင်းမြတ်စွာဘုရားကြွလာတာဘုရင်ကပင့်တာတော့မဟုတ်ဘူးတထေးကြီး3ဦးကပင့်တာဒါနဲ့မြတ်စွာဘုရားအဲ့ဒီကိုကြွဖို့စီစဉ်တာပေါ့နော်ကောသမိပြည်ကိုကြွလာမြတ်စွာဘုရားကောသမိပြည်ကြွလာတဲ့အခါမှာဘာတွေနဲ့ရင်ဆိုင်ရတော့ဆိုအမှန်တန်ကြီးမားတဲ့အခက်အခဲတစ်ခုရင်ဆိုင်ရတယ်။ဘာဖြစ်တုံဆိုကောသမိပြည်မှာဥဒိဏမင်းကြီးရဲ့မိဖုရားတဦးဖြစ်တဲ့မာခန္တိယဆိုတဲ့ပုံလေးမှလေသူကမင်းမျိုးတဲ့ကမဟုတ်ဘူးမင်းသမီးမဟုတ်ဘူး
ယမနာမျိုးတွေကဆိုတော့ပုံလေးမှသူကအမတန်လှအမတန်ချောတဲ့အခါကျတော့သူ့ကိုတောင်းရမ်းကြပြီမဲ့သူ့ဖေကမတူဘူးမတန်ဘူးဆိုပြီးဘယ်သူနဲ့မှမပေးစားခဲ့ဘူးသူကဘယ်ရတ်သူတုံးလို့ဆိုလို့ရှိရင်မြတ်စွာဘုရားမဟာသတိပဋ္ဌာန်သုတ်ဟောတဲ့ကုရုတိုင်ကမ္မတဓမ္မဏိဂုံးကအဲ့ဒီဏိဂုံးသူပဲသူကုရုတိုင်ကမ္မတဓမ္မဆိုတဲ့ဏိဂုံးရွာကဏိဂုံးရွာသူအမတန်ချောအမတန်လှတဲ့ပုံလေးမှလေးမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်တည်းတုန်းကကုရုတိုင်ကိုကြွခဲ့ဘူးတဲ့နော်ကြွတဲ့အခါမှာမြတ်စွာဘုရားလည်းအဲ့ဒီအချိန်မှာတက်တော်40ကျော်အရွယ်ပဲရှိတယ်မင်းသားဆိုတော့အမတန်ချောအမတန်လှဘုရားအဲ့ဒီကြွတဲ့အခါမှာဒီမာဂန္တိယာဆိုတဲ့ဒီပုံလေးမလေးရဲ့အမေအဖေတွေကလည်းသူတို့လည်းပဲမာဂန္တိယာလို့ပဲခေါ်ကြတယ်အမေကလည်းအဖေကလည်းမာဂန္တိယအမေကလည်းမာဂန္တိယသမီးကလည်းမာဂန္တိယဒါသူတို့မျိုးနွယ်လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဂေါတမလို့ဆိုတဲ့စကားလုံးကအနွယ်ရဲ့နာမည်ဗမာပြည်မှာဒါမရှိဘူးဗမာပြည်ကတော့မဲ့ကျင်တာမဲ့တာနော်သူတို့စီမှာတော့အနွယ်နာမည်ဆိုတာထက်မဲ့လေးရှိတယ်ကိုယ်နာမည်ကတတ်တတ်အနွယ်နာမည်ကတတ်တတ်မြတ်စွာဘုရားရဲ့အမျိုးတွေမှန်သမျှဂေါတမအနွယ်မှုဂေါတမမျိုးလို့ခေါ်တာဘုရားရဲ့အမည်နာမကသိတ္တထခမည်းတော်ကြီးရဲ့နာမည်ကသုတ်တော်ရဏအနွယ်ကြတော့ဂေါတမဒါကြောင့်မို့လို့အပြည့်စုံခေါ်တဲ့အခါမှာသုတ်တော်ရဏဂေါတမသိတ္တထဂေါတမဒီလိုခေါ်တယ်နောက်ကလည်းဂေါတမအဲ့ဒီဂေါတမဆိုတဲ့စကားလုံးကိုပါဠိဘာသာမှာတော့ဂေါတမဆိုတာဒီတိုင်းပဲခေါ်လေးရှိတယ်သူတို့အနွယ်စတင်ပြီးတော့ဒီအနွယ်တစ်ခုရဲ့မျိုးဆက်ကိုကြည့်လို့ပထမဆုံးပုဂ္ဂိုလ်ကိုဂေါတမလို့ခေါ်ပြီးနောက်ပုဂ္ဂိုလ်တွေကျတော့အိန္ဒိယဝါဟာရနဲ့ပြောလို့ရှိရင်ဂေါတမလို့ခေါ်တယ်သူတို့ကအတန်နဲ့လည်းပြောင်းတယ်ဂေါတမအဲ့ဒါလို့အနွယ်နာမည်တွေနဲ့သွားတာတီဟိုနိုင်ငံသွားကြည့်လေဒီလိုအနွယ်နာမည်တွေရှိတယ်ဗမာပြည်မှာမရှိဘူးဒီဟာနော်တရုတ်ပြည်မှာလည်းရှိတယ်အနွယ်နာမည်ကိုရီးယားမှာလည်းရှိတယ်အနွယ်နာမည်ဆိုတာအဲ့တော့ရှေ့ရထားပြီးခေါ်တယ်နိုင်ငံခြားသွားလို့ passport ထဲရေးပါဆိုလို့ရှိရင်ဗမာတွေမှာတော်တော်ကွာချတယ်ဗမာပြည်ကတမူထူးခြားနေတာနော်ဗမာတွေလာလို့ရှိရင်ယောက်ျားဆိုရင်ဦးရှေ့ကဦးဆိုတာပါအမျိုးသမီးဆိုရင်ဒေါ်ဗမာပြည်ကတစ်မျိုးတည်းဖြစ်နေဟိုလူကလာလဲဦးဒီလူကလာလဲဒေါ်ဆိုတော့သူတို့နိုင်ငံခြားလူတွေနားမလည်ဘူးဒီဟာကိုနားမလည်ဘူးဒါကြောင့်မလို့အခုနောက်ထပ်အခုထုတ်ပေးတဲ့ passport တွေကြတော့ဥတွေတော်တွေဖြုတ်ထားတယ်နော်ဥတော်တွေဖြုတ်ထားလိုက်ပြီအခုရှေ့ကဘာမှမထည့်တော့ဘုန်းကြီးပွဲတွေလည်းဥတွေဘာတွေမထည့်တော့ဘူးအခုစားနှိမ်ဆိုတာလာလို့ရှိရင်နိုင်ငံသားတွေကြတော့စားနှိမ်ဆိုတာရှိတယ်ဒီနာမည်ရဲ့အစနာမည်ရဲ့အလယ်နာမည်ရဲ့အဆုံးဆိုတာဗမာကြတော့အစအလယ်အဆုံးမှရှိမှမရှိတော့ကိုမဲ့ကျင်တာမဲ့တာကိုမဲ့ကျင်တာမဲ့အဲ့တော့သူတို့စီမှာအစင်မပြေဘူးပေါ့လေဗမာနာမည်နဲ့အဲ့ဒါလို့ဂေါတမမြတ်စွာဘုရားရဲ့အနွယ်ကြတော့ဂေါတမလို့ခေါ်တာအိန္ဒိယနိုင်ငံမှာခဏိထိဂေါတမအနွယ်တွေရှိတုံးပဲဘုရားကရာသွားလို့ရှိရင်မြန်မာကျောင်းဘုရားကရာမြန်မာကျောင်းရှိတယ်အဲ့မြန်မာကျောင်းအပေါက်ဝါနာမှာထမင်းဆိုင်တစ်ဆိုင်ရှိတယ်ကလာထမင်းဆိုင်အဲ့ဒီကလာထမင်းဆိုင်မှာရေးထားတဲ့စာပါတော့ဆို Gauten Restaurant နဲ့ရေးထားတာနော်ဗမာလိုပြောမှဆိုရင်ဂေါတမထမင်းဆိုင်လို့ရေးထားတာပဲဂေါတမထမင်းဆိုင်လို့ရေးထားတာ Gauten Restaurant လို့ရေးထားတယ်ရောက်တဲ့အခါကြည့်ပေါ့အဲ့မှာ
ကလားစလုံးနဲ့ရေးထားတာအဲ့ဒါလို့အနွယ်တွေဆိုတာသူတို့နိုင်ငံမှာရှိတာပေါ့ဒါမို့လို့မိသားစုကိုမာဂန္ဒီနဲ့ခေါ်တာအနွယ်နာမည်နဲ့ခေါ်တာလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားအဲ့ဒီကြွတဲ့အချိန်မှာဘုရားဆိုတာမြို့ရဲရတဲ့ဆွမ်းခံဝင်ပြီးတော့မြို့နဲ့ရွာနဲ့လှမ်းခလန်းလန်းတောအုပ်ထဲမှာနေလေးရှိတာပုံသားကြီးကလည်းမာဂန္ဒီပုံသားကြီးကလည်းပြင်းမဲ့ထွက်ပြီးတော့မီးပူဇော်ဂေါရဝမြတ်စွာဘုရားဆွမ်းခံဝင်တာနဲ့တွေ့တော့သူမျက်စိထဲမှာဟာလှလိုက်တာပေါ့ဒီကိုယ်တော်ရုပ်ချောလိုက်တာအသက်ကလည်းအရွယ်ကောင်းပဲသူသမီးကတော့20အစိတ်ပေါ့ဘုရားကအသက်40လောက်ဆိုတော့သူကစဉ်းစားတယ်ငါသမီးနဲ့လိုက်တယ်ပေါ့သမီးနဲ့ပေးစားခြင်းဗမာတွေအမြင်ဆိုလို့ရှိရင်တော့သမီးရှင်ကဒီလိုလောက်ရကောင်းလားလို့ပြစ်တင်ကောင်းပြင်လိုက်ပဲနော်သမီးရှင်ကအငြိမ်မနေတာသိမကြိုက်ဘူးဗမာပြည်မှာအိန္ဒိယနိုင်ငံမှာတော့အဲ့လိုမဟုတ်ဘူးသမီးရှင်ကရှာပေးရတာယောက်ျားတီဟိုနိုင်ငံနေတော့က Sunday Times ဆိုတဲ့သတင်းစာကြီးတနင်္ဂနွေနေ့ထုတ်တဲ့သတင်းစာကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Sunday Times မှာအများအားပါတယ်စာမျက်နှာတစ်မျက်နှာအပြည့်ပဲရေးထားတာဘာတွေရေးထားလဲသတင်းစာကနာရေးကြော်ညာလိုပဲအဲ့ဒီမှာကြော်ညာရေးထားဘာရေးထားတော့ဆို marriage proposed ဆိုတဲ့စကားလုံးကိုရေးထား marriage proposed ဆိုတာဘာလို့ဆိုအမျိုးသမီးရှင်တွေကကြေညာတာသူသမီးကအသက်ဘယ်လောက်ရှိပြီအလောက်ကန်ရှိတယ်ပတ်စံရှိတယ်မရှိဘူးတတ်နိုင်တယ်မတတ်နိုင်ဘူးအဲ့ဒါတွေနော် marriage proposed သမီးရှင်တွေကနေပြီးတော့ထဲတာကြော်ညာထဲတာဆက်သွယ်ဖို့မဲဆက်သွယ်တဲ့အခါမှာလဲဘေရင်ကိန်းခန်းလေးကပါသေးတယ်သူသမီးကဥပမာဘလူးနက်ခတ်နဲ့မွေးတယ်ဆိုရင်ဘလူးနက်ခတ်ခြင်းပေါ့နတ်နက်ခတ်နဲ့မွေးရင်နတ်နက်ခတ်ခြင်းပေါ့ရုပ်ချောတယ်ကြီးပါပဲရုပ်ဆိုးတယ်လို့တခါမှပါအဲ့ဒါလို့အသက်အရွယ်ဘယ်လောက်ရှိပြီဆိုကြော်ညာတာအဲ့ဒါဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဟာဒီလိုကိုကြော်ညာတာပါလားအိန္ဒိယနိုင်ငံမှာသမီးတွေသာမွေးတဲ့မိသားစုဆိုဒုက္ခရောက်ပြီသာမှတ်ပြီးတော့ဒါမို့အိန္ဒိယမှာသမီးမမွေးချင်ကြဘူးသားပဲမွေးချင်ကြသမီး4ယောက်လောက်ပါပြီဆိုအဲ့ဒီဖေခေါင်းပြောင်ပြီးသာမှတ်ပြီးတော့ရှိသမျှစီးစိမ်တွေကုန်ပြီးသမက်ရှာတာဒီလိုသူတို့စီမှာ dowry system ဆိုတော့သူတို့စီမှာရှိတယ် dowry ဆိုတာအမျိုးသမီးဘက်ကအိမ်အောင်ပြုဖို့အတွက်အမျိုးသားစီတင်ပြီးတော့တောင်းရတဲ့ငွေကြေးဟာ dowry လို့ခေါ်တယ်ဗမာပြည်မှာမရှိဘူးဗမာပြည်ကတော့အမျိုးသားတင်ကြတာများတယ်ကံကောင်းတယ်ဗမာအမျိုးသမီးတွေကံကောင်းတယ်အဲ့ဒီစနစ်မဟုတ်ဘူးဗမာပြည်ကအဲ့သူတို့စီမှာအဲ့လိုမဟုတ်ဘူးဒါကြောင့်မို့လို့အိန္ဒိယနိုင်ငံမှာအမျိုးသမီးဖြစ်ရရင်အလွန်အောက်တန်းကျမိဘတွေကလည်းအလွန်စိတ်ဆင်းရဲပတ်စံတတ်နိုင်မှဒီသူတို့ရဲ့သမီးတွေကိုအိမ်တော်ရဲ့သားချပေးနိုင်ဘယ်လိုမှမချနိုင်ဘူးပတ်စံကုန်းပြီးတော့ရှာတာသူတို့ရသမီးမွေးလာလို့ရှိရင်သွားရောသားမွေးတဲ့လူကတော့ဒူးနံပြီးတော့နေတာပဲလာခဲ့ဆိုတဲ့အနေနဲ့သူကနော်သူကတော့ဘာမှလုံးအေးရောဒါသူတို့နိုင်ငံကစနစ် dowry စနစ်ဆိုတာရှိတယ်အတော်ဆိုးပါတယ်သူတို့ဗမာပြည်ကတော့အဲ့လိုမဟုတ်ဘူးဗမာပြည်ကအလွန်ကံကောင်းတယ်မျိုးသမီးမျိုးသားတဝုတူနေနာလည်းမရှိဘူးထင်သေးတာလည်းမရှိဘူးလူသဘောပဲနော်မိဘတွေဘာတွေကလည်းအမျိုးရိုးနဲ့ကျင့်စာရိတ္တစီဝါဥစ္စာအလယ်လတ်ရှိပြီးရောဗမာပြည်ကတော့အဲ့ဒီဒုက္ခတွေသိပ်မရှိဘူးကံကောင်းကြတယ်လို့ပြောပြီးတော့အိန္ဒိယနိုင်ငံအမျိုးသမီးတွေကံဆိုးတာတစ်ခုရှိပြီယောက်ျားသေလို့ရှိရင်လိုက်ပြီးတော့သေရတယ်အရှင်လက်
ဘာလို့လဲဆိုမုတ်ဆိုးမဘဝအင်မတန်မှဆိုးတယ်မုတ်ဆိုးမဖြစ်သွားပြီဆိုရင်တိတ်ကန်ဆိုးတယ်သူတို့မှာဒါကြောင့်မလို့စတိဆိုတဲ့သူတို့စကားလုံးနဲ့စတိလို့ခေါ်တယ်ယောက်ျားသေးပြီဆိုလို့ရှိရင်အဲ့ဒီယောက်ျားမိတဲ့ကြိုတဲ့ထဲကိုဒီမျိုးသမီးပါထည့်ပလိုက်တာအရှင်လက်လက်နော်အရှင်လက်လက်အဲ့ဒါကိုအင်္ဂလိပ်အုပ်တဲ့အချိန်တုန်းကဥပဒေနဲ့တားပြီးတော့အမျိုးစုံလုပ်တာဒါတောင်တဏှာတောတွေမှာဆိုရင်ခေါင်းထောင်ထလာသေးတယ်အဲ့ဒါအလုံးဖတ်ဖို့ကြလားမသိဘူး Round the world in 80 days ဆိုအင်္ဂလိပ်ဖတ်စာလေးတစ်ခုကဘာပတ်တာရက်80ဆိုတဲ့ဟာလေအဲ့ဒီထဲမှာဒီအကြောင်းတွေပါတယ်သူတို့ဝင်ပြီးတော့ကယ်ခဲ့တာမဟာရာဇာဆိုတဲ့ဘုရင်စော်ဘွားဘုရင်ကြီးကအသက်ကြီးမှကုံတယ်မျိုးရိုးတွေကတထေးသမီးတယောက်ကိုလက်ထပ်တာအဲ့ဒီမိန်းကလေးကလည်းကန်ဆိုးခြင်းတော့သူနဲ့လက်ထပ်ပြီးတော့တလားလောက်ရှိသေးတယ်အဲ့ဒီမဟာရာဇာဆိုတဲ့အဖိုးအိုကြီးကတေသွားတာတေသွားတဲ့အခါကျတော့မဟာရာဇာကြီးတကြိုတဲ့ထဲကိုဒီကလေးမလေးကိုထည့်မိရှုပ်နော်ဒါကြောင့်မလို့တေသွားတယ်ဆိုရဲသူ့ကိုအကျဉ်းချထားလိုက်ကျဉ်းချထားပြီးတော့ဘိန်းကျွေးထားတဲ့နောက်ဆုံးမိတကြိုတဲ့အချိန်မှာသူ့ကိုကအဲ့ဒီမိဘုံနဲ့ထည့်ပလိုက်မှာဒါသူတို့ system ပဲနော်တော်တော်ကြောက်စရာကောင်းတဲ့အယူအဆတွေဗမာပြည်လူဖြစ်ရတာတော်တော်ကောင်းတယ်လို့ကံကောင်းတာတွေဗမာပြည်လူဖြစ်ရတာအလွန်ကောင်းတယ်ဆိုတာတွေကိုစုပြီးတော့ဟောရင်တော့တရားတစ်ပုဒ်ဖြစ်မှာပဲနော်ဗမာပြည်ကတော်တော်ကံကောင်းတာအဲ့ဒါလို့မာခန္ဒီဆိုတဲ့ပုံသားကြီးကသူ့သမီးနဲ့လိုက်ဖက်တဲ့ပုဂ္ဂိုလ်လိုက်ရှာနေတာမြတ်စွာဘုရားနဲ့လည်းတွေ့ရောသူသမီးနဲ့လိုက်ဖက်တယ်ဆိုပြီးတော့မြတ်စွာဘုရားကိုနေရာတွေပါမေးပြီးတော့သူသမီးလာပို့မဲ့အကြောင်းတွေပြောသွားဘုရားကတော့အင်းမလို့သွားပြီးတော်တဲ့ကြွသွားအိမ်ပြန်ပြီးတော့ပုံလေးမကြီးနဲ့သမီးကိုရေမိုးချိုတန်းစာဆင်ပြီးတော့ပုံလေးမကြီးရဲ့သူတို့သားမိသားဖ300သူမှားထားခဲ့တဲ့နေရာလာတာမြတ်စွာဘုရားတော်ရန်ထဲကိုဝင်လာတဲ့အချိန်မှာအဲ့ဒီမှာမြတ်စွာဘုရားသူမှားထားတဲ့နေရာမှာမရှိဘူးမျက်ဖြာကလေးတစ်ခုတွေ့တယ်မျက်ဖြာလေးတစ်ခုတော့ခုနဒီနားနေတာပဲဒီနားမှာနေတယ်အခုပဲသွားပါလိမ့်လို့ဟိုကြည့်ဒီကြည့်လိုက်ကြည့်တဲ့အခါမှာဘာသွားတွေ့တော့ဆိုဖះရဲ့ခြေရာလေးကိုသွားတွေ့တဲ့အခါကျတော့ပုံလေးမကြီးကမျက်ဖြာလေးကြည့်လိုက်ရင်လည်းသူကအကဲခတ်တယ်ခြေရာကြည့်ပြီးတော့လည်းအကဲခတ်တယ်ပုံနာရတဲ့ရှင်မှားပြီတဲ့ဒီမျက်ဖြာပေါ်နေတဲ့ပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်လူပုဂ္ဂိုလ်များတဲ့ရှင်သမီးယူမှမဟုတ်ဘူးလေနော်သူကဘေရင်ကျမ်းဂန်အရာသူကသိခြေရာကြည့်လိုက်တော့လည်းပဲဒီခြေရာမျိုးဟာတဲ့တဏှာဝဆင်းရဲကလွတ်ကင်းတဲ့ပုဂ္ဂိုလ်သူမြတ်ရဲ့ခြေရာမျိုးသာဖြစ်တယ်လောဘရှိတဲ့ပုဂ္ဂိုလ်ရဲ့ခြေရာမဟုတ်ဘူးတဲ့ဒေါသရှိတဲ့ပုဂ္ဂိုလ်ရဲ့ခြေရာမဟုတ်ဘူးမောဟရှိတဲ့ပုဂ္ဂိုလ်ရဲ့ခြေရာမဟုတ်ဘူးတကယ်သူတော်သူမြတ်ရဲ့ခြေရာသာဖြစ်တယ်ဆိုအဲ့ဒါလို့ပြောတော့ပုံသားကြီးကယောက်ျားတွေဆိုတာဒီလိုပဲမင်းရှာမရှိနဲ့ပုံတယ်ငါမင်္ဂလာယူနေတဲ့အချိန်မှာမင်းအကမင်္ဂလာစကားတွေပြောမနေနဲ့ပေါ့သူကလည်းသူသမီးစောနဲ့ပဲသမီးလေးကိုအိမ်အောင်ချပေးဖို့ကအရေးကြီးနေတာသူမှာနော်အဲ့ဒါလို့ပြောတော့ပြောနေတော့မယ်မြတ်စွာဘုရားကြွလာတာမြင်တော့ဟောမလာပြီဆိုပြီးတော့သူတို့သွားကြတယ်သွားပြီးတဲ့အခါဘုရားရှိခိုးလဲရောက်ရောသမီးကိုရေစက်ချပြီးတော့လှူတာသူထဲမှာရေကြရားလေးပါလာတယ်အဲ့ဒီမှာအရှင်ဘုရားနဲ့ထိုက်တန်ပါတယ်ဒီသမီးအရှင်ဘုရားကိုပြုစုလုပ်ကြဖို့လက်ခံပါလို့ဆိုပြီးတော့သမီးကိုလှူတော့အဲ့ဒီလိုမြတ်စွာဘုရားကိုလှူတဲ့အခါမှာမြတ်စွာဘုရားဘာပြောလိုက်တုံးဆိုဒီနေရာမှာမှတ်သားစရာတစ်ခုပေါ့နော်မြတ်စွာဘုရားပြောတာဟာဘာပြောလိုက်တုံးဆို
ဒိဋ္ဌဝါနတဏံအရတိံရခင်္စနာဟောတိသံတော်အပိမေထုနတမေမြတ်စွာဘုရားသူ့အတွေ့အကြုံတစ်ခုကိုရှင်းပြတာ။ဘာရှင်းပြတော့ဆိုပုံနာတဲ့ငါတစ်ခုပြောမယ်တဲ့။ဘုရားဖြစ်သူရောက်ပြီးအဲ့ဒီချိန်မှာဆိုရင်ဘုရားတက်တော့40ပတ်ဝန်းကျင်အချိန်ဆိုဘုရားဖြစ်သူရောက်ခါစားပေါ့။ခုကဘုရားဖြစ်ပြီး9နှစ်ကျော်ကျော်ရှိလာတဲ့အနေအထားမျိုးပေါ့။ဘုရားဖြစ်သူရောက်ပြီးတော့အဇပါလညောင်ပင်အောက်မှာနေတော့ကဝတ္တဝတိနတ်ပြည်ကမနတ်ရဲ့သမီး3ယောက်နာမည်ကတဏှာတဲ့အာရတိတဲ့ရဂါတဲ့မနတ်သမီး3ယောက်ကလာပြီးတော့ဘုရားကိုဖျားရောက်မှုတယ်အဲ့ဒီတုန်းကတောင်မှပဲငါမှကာမဂုဏ်အာယုန်စိတ်မပေါ်ခဲ့ဘူးတဲ့နတ်သမီးမြင်ရတာတောင်မှပဲကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့စိတ်ငါမှမရှိဘူးလို့ဘုရားကပွင့်ပွင့်လင်းလင်းပဲညင်းဆိုပြောတာပေါ့နော်အဲ့ဒါလောက်တင်ဆိုရင်ကိစ္စမရှိဘူးအဲ့ဒါလောက်တင်ကိစ္စမရှိဘူးဘာပြောလိုက်တုံးဆိုနောက်ပြောလိုက်တဲ့စကားတစ်ခုကထိခိုက်သွားတယ်ကိမေဝိထံမုဒ္ဒကရိတပုံဏံပါရာပိဏံတံဖုံးတိတုံနာအိစေကျင်ကြီးကျင်ငယ်နေတဲ့ကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတဲ့မင်းရဲ့သမီးကိုတော့ငါဘယ်လိုလုပ်ပြီးတော့ကာမဂုဏ်စိတ်ဖြစ်မှာတော့နဲ့ကာမဂုဏ်စိတ်မဖြစ်ုံမကခြေတော်ကလေးနဲ့တောင်မထိကျင်ဘူးလို့သူတို့ပြောလိုက်တဲ့စကားနစ်နာပြောလိုက်တာပဲเนาะတပည့်သားကိုနာကြီးသွားတယ်နာကြီးသွားစေတယ်အဲ့ဒီနေရာလေးမှာမြတ်စွာဘုရားရိုးရိုးပြောလေဖြစ်ခဲ့တဲ့နဲ့ဘာဖြစ်လို့ကျင်ကြီးကျင်ငယ်နဲ့ပြည့်တယ်လို့ခြေတော်နဲ့တောင်မထိကျင်ဘူးဆိုဟိုအမျိုးသမီးကိုသူကမှုချိုးမြစ်ချိုးပေါ့ခုခေတ်လိုပြောမယ်ဆိုရင်နော်မှုချိုးမြစ်ချိုးပြောလိုက်တာဆိုတော့တပည့်သားကတော်နာကြီးသွားတယ်မြတ်စွာဘုရားတခါတခါအဲ့လိုနာကြီးเสียစကားလေးတွေပြောတတ်တယ်အဲ့ဒါမစင်မကျင်ပြောတာလားလို့ဆိုမြတ်စွာဘုရားပြောတဲ့စကားနှစ်ခုကိုလေးလာကြည့်ပဲဆိုရင်နော်မှန်လဲမှန်တယ်ဒီအကျိုးလည်းရှိတယ်အဲ့တော့မှန်ရမယ်အကျိုးရှိရမယ်ဒါပေမဲ့ကြားတဲ့လူကကြက်ချင်မှကြိုက်ဒါတခုမှန်တယ်အကျိုးရှိတယ်ကြားတဲ့လူကကြိုက်တယ်စကားတခုမှန်တယ်အကျိုးရှိတယ်ကြားတဲ့လူကမကြိုက်ဘူးဒါတခုမြတ်စွာဘုရားဟာလူတွေပြောတဲ့စကား6ခွန်းထဲမှာဟောဒီ2မျိုးပဲပြောတယ်ဘုရားပြောတဲ့စကားလုံးဟာအမတ်တမဲ့ပြောတာတော့မဟုတ်ဘူးမတ်တမဲ့မပြောဘူးမြတ်စွာဘုရားဘယ်တော့ဖြစ်ဖြစ်အဲ့တော့အခုပြောလိုက်တဲ့စကားဟာမှန်တယ်မှန်တိုင်းပြောလားဆိုမပြောဘူးသူအကျိုးရှိရမယ်သို့သောပြောတဲ့အချိန်မှာပြောတယ်အကျိုးရှိတယ်ဆိုတော့ဘယ်လိုအကျိုးရှိတာတုံးလို့မေးလိုက်တဲ့အခါမှာဒီအခုလို့ပြောလိုက်ခြင်းအဖြစ်ကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတဲ့မင်းသမီးကိုခြေပြားနဲ့တောင်မတို့ချင်ဘူးဆိုပြီးတော့ကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတာလို့ဆိုတဲ့စကားကိုပြောလိုက်တော့သမီးဖြစ်တဲ့မာဂန္ဒီကတော့နာကြီးသွားတယ်အမေနဲ့အဖေကြတော့တရားဓမ္မရဖို့အတွက်ဖြစ်သွားတယ်ဒီစကားအစွန်းတစ်ခုထွက်သွားတယ်လို့ဆိုပါစို့တယောက်အတွက်တော့ယင်ထဲမှာခံစားရတယ်ကြံတဲ့2ယောက်အတွက်တော့ဒီစကားလုံးလေးသုံးလိုက်တာသူတို့အတွက်သမီးပေါ်မှာဒီဆွဲလန်းနေတဲ့သူသမီးဟာအလှဆုံးလို့ထင်နေတဲ့ပုံနာကြီးသတိပြုမိတော့မြတ်စွာဘုရားပြောလိုက်တာအဲ့ဒီပြောလိုက်တဲ့အတွက်ကြောင့်သူဟာမြတ်စွာဘုရားပေါ်မှာလေးစားပြီးသဘာဝတရားသိအောင်မိခွန်းနေဆက်မေးတယ်မာဂဏိယတုတ်ဆိုတာရှိတယ်ပေါ့နော်တယောက်မှာတော့ကောင်းကျိုးချမ်းသာတွေဖြစ်ထွန်းပြီးတော့ဟိုတယောက်မှာတော့ရန်ညိုးတွေဖြစ်သွားတယ်အဲ့ဒီနှစ်ခုကိုရွေးချယ်ရမှာတခါအဲ့ဒီလိုခက်ခဲဆိုတွေ့တယ်တခြားစကားနဲ့ပြောလို့မရဘူးဒီချိန်မှာနှစ်ခုအကျက်တဲတွေ့နေတယ်ဒီစကားလုံးကိုသုံးလိုက်မှဒီပုံနာကြီးကသမီးပေါ်မှာတန်ရစင်ပြတ်နော်သမီးပေါ်မှာသူ့သမီးကိုသိလှတယ်လို့ရွှေရုပ်လို့ထင်နေတာဟုတ်အဲ့ဒီမှာမြတ်စွာဘုရားမုဒ္ဒကရိတပုံဏံကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတာပါလို့ပြောလိုက်တဲ့အခါကျတော့
သူသမီးလှတဲ့အပေါ်ယံလေးပဲလှတယ်ဆိုတော့သူသဘောပေါက်ပါလားအဲ့တော့သူတို့အမေဖေအတွက်ကတော့ဒီစကလုံးကသိအကျိုးရှိသွားတယ်သို့တော့ခံလဲရတဲ့မာဂဏီဆိုတဲ့မိန်းကလေးအတွက်ကတော့နာကြီးစရာဖြစ်သွားမြတ်စွာဘုရားအဲ့ဒီမှာမြတ်စွာဘုရားရွေးမယ်ဆိုလို့ရှိရင်တရားထုတရားမြတ်ရမယ်ပုဂ္ဂိုလ်သာဦးစားပေးတယ်သူနာကြီးလို့သူ့ကိုရန်လုံးမှတွေထက်မတက်တော့ပဲချာဒီလိုရွေးလေးရှိတယ်မြတ်စွာဘုရားနော်ဒါဘုရားရဲ့ရွေးချယ်မှုမသိဘူးမဟုတ်ဘူးသိတယ်ငါဒီလိုပြောလိုက်မှဒီပုံနာကြီးတွေဟာတန်ရုံးစပြတ်မယ်ဒီလိုပြောလိုက်လို့ရှိရင်လေမဂ္ဂဏီကငါရန်လုံးတော့မှာပဲဒီလိုမဟုတ်လေတနည်းအားဖြင့်ငါသူလက်မခံရင်သူငါရန်လုံးမှသေချာတယ်ဆိုတာမြတ်စွာဘုရားတွက်ထားပြီးသားလေအဲ့ဒီပြဿနာမျိုးပဲဒေဝဒတ်ကိုသင်္ကန်းဝတ်ပေးတာနဲ့ပတ်သက်ပြီးတော့ဒေဝဒတ်ဟာရဟန်းဝတ်ပြီးနောက်တစ်ချိန်ကျတော့ဘုရားကိုဆန့်ကျင်မဲ့လုံးလိုက်မယ်တန်ခပေရကကံကြီးကိုကျူးလွန်လိုက်မယ်ရဟန်းမဟုတ်ရင်တန်ခပေရကကံကျူးလွန်လို့မရဘူးရဟန်းဖြစ်မှတန်ခပေရကကံကျူးလွန်လို့ရတယ်အဲ့ဒါလို့ကံကြီးတွေကျူးလွန်မယ်ဆိုတော့မြတ်စွာဘုရားသိရတဲ့နဲ့ဘာဖြစ်လို့သင်္ကန်းဝတ်ပေးတာတော့ဆိုမြတ်စွာဘုရားမှာတေချာစဉ်းစားပြီးတော့လှုပ်တာဒီလောက်ကလည်းဒီဝတ္တဟာဘယ်နည်းနဲ့ဖြစ်ဖြစ်ဘုရားကိုဒုက္ခပေးမှတေချာတယ်သင်္ကန်းဝတ်ခွင့်ပေးလိုက်ခြင်းအပြင်ဘာအကျိုးတွေရနိုင်တော့ဆိုသူဟာသမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ကျင့်ပြီးတော့သမထပေါက်ပေါက်ရောက်ရောက်ဖြစ်ပြီးတကိုးကြီးတဲ့ပုဂ္ဂိုလ်တစ်ခုဖြစ်လာတယ်အဲ့ဒီတကိုးကြီးတဲ့သမထအကျင့်တရားဟာဒေဝရတ်ဖို့ကောင်းကျိုးချမ်းသာရဖို့အတွက်မျိုးစေ့တစ်ခုဖြစ်တယ်သင်္ကန်းဝတ်လိုက်သည့်အတွက်ကြောင့်လည်းပဲသူ့အဖို့မှာသူ့ကိုယ်သူတဏှာဝကထွက်အောင်လုပ်နိုင်တဲ့ပညာမျိုးသူရသွားတယ်အဲ့ဒီနှစ်ခုကိုကြည့်ပြီးတော့မြတ်စွာဘုရားသူ့ကိုရန်လုပ်ခြင်းလုပ်ပါသေးဆုံးရှုံးရင်လည်းတဘွားပဲဆုံးရှုံးမယ်တဏှာကထွက်ပေါက်သင်္ကန်းဝတ်မပေးရင်တော့သူဟာထွက်ပေါက်ရမှာမဟုတ်ဘူးထွက်ပေါက်ရစေခြင်းအကျိုးမှာသင်္ကန်းဝတ်ပေးလိုက်တာတဲ့ဒီလိုဆိုတယ်နော်အခုမာဂန္ဒီမိသားစုမှာလည်းပဲအမေနဲ့အဖေကျွတ်တန်းဝင်ဖို့အတွက်မြတ်စွာဘုရားမုဒ္ဒကရိတပုံနံဆိုတဲ့စကားလုံးကိုတမင်သုံးလိုက်တာမင်းသမီးကမစင်ကျင်ကြီးတွေနဲ့ကျင်ငယ်တွေနဲ့ပြည့်နေတာခြေနဲ့တောင်ငါမထိကျင်ဘူးလို့ဒီပြောလိုက်တဲ့စကားဟာမာဂန္ဒီမှာတော့ယဉ်နှင်းစရာဖြစ်သွားတယ်ပေါ့သို့တော့မိဘနှစ်ပါးအတွက်ကတော့ဒီသမီးရဲ့အပေါ်မှာတန်ရုံးစင်နည်းနည်းလျော့သွားတယ်ဒီလိုဆိုလိုတာနော်အဲ့တော့မာဂန္ဒီပုံနာကြီးကအခုလိုပြောလိုက်တာစိတ်ထဲမှာမနာကြီးပြသွားဘူးသို့တော့လောကရဲ့သဘာဝကိုသူနားလည်သွားတယ်နားလည်သွားလို့သူတို့အဲ့ဒီခေတ်တုန်းကဒီအမျိုးသားတွေဟာသင်္ကန်းဝတ်သွားကြတာနဲ့ပတ်သက်ပြီးလူတွေကြားမှာဘယ်လိုနားလည်ထားတုံးဆိုလူဘဝကာမဂုဏ်ချမ်းသာတွေကိုခံစားလို့အားရပြီးတဲ့အခါမှာတဲ့နတ်ပြည်ကကာမဂုဏ်ချမ်းသာခံစားဖို့အတွက်ယဟန်ဝတ်ကြတယ်လို့ဒီလိုနားလည်ကြတယ်သူတို့ကနိဗ္ဗာန်ဆိုတာမသိဘူးသူတို့ဆိုလိုတာကတော့လူဘုံနဲ့ကောင်းကင်ဘုံပဲပေါ့ကောင်းကင်ဘုံသွားဖို့လုံနေကြတယ်လို့ပဲဒီလိုပဲထင်တာအဲ့ဒီမှာသူမေးခွန်းနေမေးတဲ့အခါမြတ်စွာဘုရားကဖြေတော့မှသူတို့ဇနီးမောင်နှံနှစ်ယောက်ကအနာဂံဖြစ်သွားတယ်အဲ့ဒီမှာသမီးကိုမြတ်စွာဘုရားကလက်မခံတော့မှဘယ်ကိုသွားသမီးကိုအိမ်အောင်ချပေးတော့ဆိုကောသမီပြည်သွားပြီးဥဒိဏမင်းကြီးနဲ့အိမ်အောင်ချပေးလိုက်တယ်ဟောဒီလိုဖြစ်တာနော်အဲ့ဒီဥဒိဏမင်းကြီးနဲ့အိမ်အောင်ချပေးလိုက်ပြီးတော့ကောသမီပြည်မှာသူမိဖုရားဖြစ်နေတဲ့အချိန်မှာခုနတထေးသုံးဦးကမြတ်စွာဘုရားကိုပင့်တာဘုရားကကောသမီပြည်ရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားရောက်လာတယ်လေတရင်ကြရောမာဂန္ဒီကဘယ်လိုခံစားမလဲစဉ်းစားကြည့်ဘူးတစ်ချိန်တော့ငါ့ကိုမှုချိုးမြစ်ချိုးပြောသွားတဲ့ကိုတော်ကြီးကောသမီရောက်နေပြီနော်ကြရသားချိန်မဲ့ဒါမို့မြတ်စွာဘုရားဟာလောကသားတွေအတွက်အလုံးလုံးတဲ့အခါမှာထောက်ခံတဲ့ပုဂ္ဂိုလ်ယူကျိုးတဲ့ပုဂ္ဂိုလ်ပူဇော်တဲ့ပုဂ္ဂိုလ်တွေကရှိတာမဟုတ်ဘူးဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိတယ်ဒီလိုပြောတာနော်
အဲ့ဒီမှာမြတ်စွာဘုရားကောသမိပြည်မှာသာသာယာယာနဲ့တရင်သုံးရတာမဟုတ်ဘူးမြတ်စွာဘုရားလည်းကြွလာရောသူကမိဖုရားလေသူ့အတိုင်းဝိုင်းနေရှိတယ်ပတ်စံပေးပြီးတော့ကလေးကဝတွေအယက်သမားလမ်းတရေတွေကိုခုခေတ်စကားနဲ့ပြောရင်ပေါ့နော်အဲ့ဒီကလေးကဝလူတွေကိုပတ်စံပေးပြီးတော့ဖျားမှုရှိတဲ့တန်ဃာတွေဆွမ်းကံဝင်လာလို့ရှင်ဆဲခိုင်းတာအဲ့တော့မြတ်စွာဘုရားကောသမိပြည်ရောက်လာတာအဆဲခံရတယ်နော်အဆဲခံရတယ်နေ့စဉ်နဲ့မြတ်ဆွမ်းကံသွားပြီဆိုရင်ဆဲတယ်အဲ့ဒီလိုနဲ့ကောသမိပြည်ရောက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားအခက်ခဲတွေနဲ့ကြုံတွေ့ရဆဲပြီဆိုတဲ့အခါကျတော့ရှင်အနန္ဒာတို့ယဟန်တွေကဘုရားကိုလျှောက်တယ်တပည့်တို့ဆဲခံနေရတယ်တဲ့ဒီမှာမနေရင်ကောင်းမယ်ပေါ့တဏှာရွှေ့သွားရင်ကောင်းမယ်ရှင်အနန္ဒာသွားလျှောက်တယ်ရှင်ဘုရားတပည့်တို့ဆဲတယ်ဗျာလူတွေကတပည့်တို့ဆဲနေတယ်အဲ့တော့တပည့်တို့ဒီမနေရင်ကောင်းမယ်ဆိုတော့မြတ်စွာဘုရားရှင်အနန္ဒာကိုမေးတယ်အနန္ဒာဟုတ်ပြီဒီကဆဲလို့တဏှာထွက်သွားတယ်အဲ့ဒီနေရာကဆဲရင်ရောမင်းပဲလို့လို့နောက်တနေရာပြောင်းတော့ပေါ့ဗျာဒါဖြင့်အဲ့ဒီနေရာပြောင်းတဲ့နေရာထပ်ဆဲရင်ရောမင်းပဲလို့လို့နောက်တနေရာပြောင်းမှာပေါ့ဗျာဆိုတော့မြတ်စွာဘုရားကသူ့ကိုရှင်းပြအနန္ဒာတဲ့ပြဿနာတစ်ခုဟာဒီနေရာမှာပေါ်လို့ရှိရင်ဒီနေရာမှာပဲငြိမ်းအောင်လုပ်ရမယ်ပြဿနာမငြိမ်းမဲနဲ့ရှောင်ပြေးတာမျိုးမြတ်စွာဘုရားတော့မကြောက်ဒီမှာဖြစ်တဲ့ပြဿနာရင်ဆိုင်ရရင်ဆိုင်တာဘာနဲ့ရင်ဆိုင်တုံးဆိုတိခံခြင်းခွင့်လွှတ်ခြင်းနဲ့ရင်ဆိုင်နော်တိခံရမယ်ခွင့်လွှတ်ရမယ်တိခံခြင်းခွင့်လွှတ်ခြင်းနဲ့ရင်ဆိုင်ပြီးတော့မှဒီပြဿနာငြိမ်းပြီဆိုမှတဏှာသွားတဲ့တဲ့ဆိုပြီးတော့မြတ်စွာဘုရားဟောတယ်ငါဟာစစ်ပွဲတိုက်ပွဲဝင်တဲ့ဆင်မြောင်ကြီးလိုပဲလေးတွေမြားတွေလှမ်းနေတစ်ဖက်ရန်သူတွေကပြစ်တာပေါက်တာတွေဘယ်လိုပဲကြတိခံရမှာပဲတိခန္ဓာငါတောင်းဝန်ဒုတ်တိလောဟိဘောဇနောလူတွေအများစုဆိုတာကိုကျင်တရားမကောင်းကြဘူးသူတို့နဲ့တူးဖက်ပြီးတော့မနေနဲ့လို့မြတ်စွာဘုရားအဲ့လိုဟောတာဒါဟာစိတ်ထက်ရင့်ကျက်မှုကိုဖော်ပြခြင်းပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေဟာလည်းပဲကြည့်နေဘုရားတော်မှာအဆက်ခံရသေးတာဆိုရယ်စိတ်ထက်ရင့်ကျက်မှုကိုရစေတယ်ပေါ့အင်အားတစ်ခုရစေတယ်နှုတ်ဆိုရင်လူကမခံနိုင်ဘူးလေခံနိုင်ရတစ်ခုကိုရစေတယ်မြတ်စွာဘုရားတခါတော့ကပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုဆဲတယ်ဆဲတာမှအမျိုးစုံနေအောင်ဆဲတာနော်တရိษံကြီးတို့ငရဲကြမဲ့ပုဂ္ဂိုလ်ကြီးတို့ဒီလိုဆဲတာဟာဆဲခြင်း10မျိုးဆိုတာရှိတယ်အဲ့ဆဲခြင်း10မျိုးနဲ့ဆဲတာပေါ့နော်အဲ့ဒါတတိထားဖို့နော်လူတွေကဝါတဲ့လူကိုဝတ်တုတ်လို့ခေါ်ရင်လည်းဆဲတယ်လို့ခေါ်တာပဲဆဲပုံဆဲနည်းတွေအများကြီးနော်အသားမဲ့တဲ့လူကိုဖိုးဖြူလို့ခေါ်ရင်လည်းဆဲတာပဲတဲ့ဒီဒူလာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်ဒူလာလို့သွားပြောရင်လည်းဆဲတာပဲတဲ့ဆဲခြင်း10မျိုးထဲမှာဒီကိုလိုနေမဲငဆဆဲမှဆဲတာမဟုတ်ဘူးတဲ့ယောဂကိုဖော်ပြရင်လည်းဆဲတာပဲယောဂနဲ့ပြောရင်လည်းဆဲတာပဲအပိန်ဝနဲ့ပြောရင်လည်းဆဲတာပဲအလုံးနဲ့ပြောရင်လည်းဆဲတာပဲတဲ့သူကဒီဆဲခြင်း10မျိုးဆိုတဲ့အထင်ပဲဟိုရိုးရိုးခေါ်တာမဟုတ်ဘူးဒါဆဲခြင်း10မျိုးထဲမှာပါတယ်လို့သူတို့ပြောတာဒါလည်းတတိထားစရာပေါ့မြတ်စွာဘုရားကိုဆဲတဲ့အခါမှာမြတ်စွာဘုရားဒီတိုင်းပဲအသာလေးနေတယ်ဆဲလို့ပြီးသွားပြီဆိုတဲ့အခါကျတော့မိဂွန်းထုတ်တယ်မင်းအိမ်ကိုဧည့်သည်တွေလာတဲ့အခါမှာတဲ့မုံမဲသေးစာနဲ့အခါအဲ့ဒီမုံမဲသေးစာတွေကိုဧည့်သည်ကစားမသွားဘူးဆိုရင်အဲ့ဒီမုံမဲသေးစာဘယ်သူဟာလဲအာဒါသူဟာပဲပေါ့စားမသွားရင်သူပိုင်တာပဲအေးအဲ့ဒါလိုပဲတဲ့မင်းကငါ့ကိုဆဲရေးခြင်းဖြင့်အခါနာမင်းဟာတွေငါလက်မခံဘူးဆဲရေးခြင်းဟာမင်းဟာတွေပဲလို့မြတ်စွာဘုရားပြန်ပြီးတော့တုတ်ပြန်ပြီးတော့ဆဲမယ်စိတ်ဆိုးလိုက်မယ်ဆိုရင်လက်ခံရရောက်တယ်တဲ့အတိမတ်ကိုမပြုဘူးအတိမတ်မပြုဘူးဒါကိုလက်မခံတဲ့လက်ဆောင်လို့ပြောတယ်
လူတွေကလက်ဆောင်ပေးကြတယ်ဆိုတဲ့အခါမှာဆဲတဲ့လက်ဆောင်ပေါ့နော်အဆဲလက်ဆောင်ပေးလာလို့ရှိရင်တုံ့ပြန်ပြီးဆဲလို့ရှိရင်လက်ခံရရောက်တယ်တဲ့ဒါကြောင့်မို့လို့တုံ့ပြန်ပြီးတော့မဆဲဘူးမြတ်စွာဘုရားဆဲရည်တယ်ဆိုရင်အသာပဲသိခံပြီးတော့နေလိုက်တယ်ပြီးတဲ့အခါလက်မခံတဲ့လက်ဆောင်လိုပဲဆဲရည်တဲ့ဟာတွေကမင်းဟာတွေကြီးပဲငါနဲ့မဆိုင်ဘူးပြောတာနော်အဲ့ဒီလိုတုံ့ပြန်ပြီးတော့မြတ်စွာဘုရားရှင်းပြမှုတဲ့ဆဲတဲ့ပုံနာဟာမြတ်စွာဘုရားရဲ့သိခံတဲ့စိတ်ဓာတ်နဲ့ဥပမာစကားကိုသဘောကျပြီးတော့ဘုရားဘာသာဖြစ်သွားဘူးလေအဲ့ဒီဟာအဲ့ဒါလဲသုတ်တန်ထဲမှာမှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့တော့ကောသမိပြည်မြတ်စွာဘုရား9ဝါမြောက်ဝါဆိုဖို့ကြွတဲ့အခါမှာအကြီးအကျယ်ဒုက္ခတွေနဲ့ရင်ဆိုင်ရတယ်ပေါ့မြို့သူမြို့သားအကုန်လုံးမဟုတ်ပေမဲ့လို့ဆွမ်းခံသွားတဲ့အခါမှာမကြောက်ဝမနာတာဆဲရည်တာတို့ခဲနဲ့လှမ်းပစ်တာတို့ဒါမျိုးတွေကိုခံရတယ်လို့အဲ့ဒါဟာလောကသားတွေအတွက်မြတ်စွာဘုရားကျိုးပန်းအထုတ်တာဘာနဲ့ကျိုးပန်းအထုတ်တာတော့ဆဲရည်ခြင်းကိုသိခံခြင်းအဖြစ်လောကသားတွေရဲ့အကျိုးရှိရာရှိကြောင်းကိုမြတ်စွာဘုရားစံနမူနာပြတာလို့သူပြောတာနော်စံနမူနာပြတယ်ကိုရောမြတ်ရဲ့ခန္ဓာကြီးဟာဘလောက်တိုင်းတာအထိရှိတယ်ဆိုတာစံနမူနာပြတယ်ဒီမှာခရစ်ယာန်တမန်ကျမ်းစာတွေဖတ်ဘူးတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးလိမ့်မယ် Jesus Christ ကမင်းကိုပါးရိုက်လို့ရှိရင်ဟိုဘက်ပါးကိုထိုးပေးပါဆိုတဲ့စကားနော်ဒါသိခံမှုရဲ့အတိုင်းအတာတစ်ခုကိုဖော်ပြတာပဲဂေါရမမြတ်စွာဘုရားကြတော့နော်ဟိုဘက်ပါးကိုထိုးပေးပါလို့မပြောဘူးမြတ်စွာဘုရားကြတော့ဘယ်လောက်ထိအောင်ပြောတော့ဆိုကကစုပမသုတ်တန်ကြတော့ဘယ်လိုပြောတော့ဆိုလဲမင်းကိုတဲ့ရန်သူတွေကမင်းရဲ့ခန္ဓာကိုယ်လွှာကြီးနဲ့တိုက်ဖြတ်နေတောင်အဲ့ဒီတိုက်ဖြတ်တဲ့အပေါ်မှာစိတ်ဆိုးမိလို့ရှိရင်ငါစကားမလိုက်နိုင်ရရောက်တယ်လို့ဒီလိုတော့ဟောတာနော်ဒီလိုဆိုတာဒေါသကိုအဲ့ဒါလောက်ထိအောင်သိခံဖို့မြတ်စွာဘုရားဟောခဲ့တာကကစုကမတုတ်တာပါးလေးရိုက်တာတော့ဘယ်နာမလဲနော်လွှာနဲ့တိုက်ထတော့မှပဲဒီစိတ်မဆိုးရဘူးလို့ဟောခဲ့တာမြတ်စွာဘုရားဒီလိုဆိုတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကဒီလောကရန်နဲ့ကြုံတွေ့လာလို့ကိုယ်ဆဲရည်တယ်ကဲ့ရဲ့ရှုပ်ချတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလိုက်နာဝေရတယ်ဟောတယ်အေးစိတ်မဆိုးနဲ့တဲ့နံပါတ်1ကစိတ်မဆိုးနဲ့စိတ်ဆိုးနေလို့ရှိရင်စိတ်ဆိုးမှုကြောင့်ကိုယ်ပဲအနှောင့်အယှက်ဖြစ်မယ်စိတ်ဆိုးနေသည့်အတွက်ကြောင့်သူပြောတဲ့စကားအကောင်းလားအဆိုးလားဆိုတော့မင်းမသိနိုင်ဘူးတဲ့ဒါကြောင့်မို့လို့မဟုတ်ရင်မဟုတ်ဘူးလို့ပဲဖြေရှင်းဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲပေါ့ချီးမွမ်းလို့ရှိရင်လည်းထို့တူပဲဝမ်းမသာနဲ့တဲ့ဝမ်းသာနေလို့ရှိရင်မင်းရဲ့တိုးတက်မှုလမ်းကြောင်းကိုအဟုတ်ကြီးထင်သွားတတ်တယ်တဲ့ဟုတ်တယ်ဆိုလို့ရှိရင်ဟုတ်တဲ့ဝန်ခံပေါ်တဲ့ဒါပဲမြတ်စွာဘုရားဟောတယ်နော်ချီးမွမ်းရင်လည်းဝမ်းမသာနဲ့ကဲ့ရဲ့ရှုပ်ချရင်လည်းစိတ်မဆိုးနဲ့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုအေးဒါကြောင့်မို့လောကသားတွေရဲ့ကောင်းကျိုးအတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာအခက်အခဲတွေမျိုးစုံရင်ဆိုင်တွေ့ပြီးတော့လောကသားတွေရဲ့အကျိုးဆောင်ရွက်တော်မူခဲ့တယ်လောကသားတို့အတွက်ပัญจတေဟာဖြင့်တက်တော်80တိုင်ဒီထိအောင်အခက်အခဲမျိုးစုံကြားကနေပြီးတော့လောကသားတွေရဲ့ကောင်းကျိုးဖြစ်ပွားစေရန်အဆုံးအမဩဝါဒတွေကိုဆုံးမသွန်သင်ခဲ့တာဖြစ်တဲ့အကြောင်းဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းတို့တွေဟာလိုက်နာကျင့်သုံးနိုင်အောင်ကြိုးစားကြမယ်လို့ကိုယ်စီတန်ဋိဌာန်ချပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့